အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စာရေးသူကောင်းထက်ရေးသားထားတဲ့စူပြလက်ရှင်နဲ့ပါရမူဖြစ်ရများစတုံးတာပိုင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်ဖြစ်လို့နွန်လေးရပြီလက်နက်အင်အားစုအပုံကြီးကွာနေတော့ခင်မီလက်နက်များတပ်ဆင်ထားပြီးစီကန်းတေဝတ်တော့အင်္ဂလိပ်တပ်ကိုခုခံတိုက်ခိုက်လင်းအရေးနှိမ့်နေဟုကင်းဝံမင်းကြီးတွက်ဆမိပြီးဖြစ်သည်ထို့ကြောင့်ကင်းဝံမင်းကြီးသည်အင်္ဂလိပ်တို့နှင့်မတိုက်ခိုက်ရေးအင်္ဂလိပ်တို့အားမဆန့်ကျင်ရေးအတွက်ကြိုးစားခဲ့သည်အင်္ဂလိပ်တို့၏ရာဇသံကိုပြန်ကြားပြီးနောက်တစ်နေ့နိုဝင်ဘာလ9ရက်နေ့တွင်တီဘောဘရင်သည်မူးမတ်များကိုညီလာခံခေါ်သည်ညီလာခံတွင်မေတော်မီပြားကြီးစင်ဖြူမရှင်တိုင်တာမင်းကြီးလှေသိန်းအတွင်းဝန်ပေးမျိုးစားအတွင်းဝန်ပေါက်မြိုင်မျိုးစားအတွင်းဝန်မြို့တစ်မျိုးစားအတွင်းဝန်ကြောက်မြောင်းမျိုးစားအတွင်းဝန်ဖန်ချက်ဝန်တောက်စသည့်မူးကြီးမတ်ကြီးများတက်ရောက်ကြသည်ညီလာခံ၌အင်္ဂလိပ်တို့ကနေပြည်တော်ကိုတိုက်ခိုက်ရန်ရေချောင်းမှခြိတက်လာနေခြင်းအတွက်တိုင်ပင်ကြသည်ကဲဝံမင်းကြီးဦးကောင်းတောင်ခွေမင်းကြီးဦးတိုင်းပေါက်မြိုင်အတွင်းဝန်ဦးလာပူကြောင်မြောင်းအတွင်းဝန်ဦးရွှေအိုးတို့ကစစ်မတိုက်ဘဲအင်္ဂလိပ်တို့၏တောင်းဆိုမှုကိုလိုက်ရောရန်ရှောက်တင်သည်တိုင်နာမင်းကြီးလှေသိန်းအတွင်းဝန်နှင့်လေပြားစုပြားလက်တို့ကလက်နက်အင်အားချင်းမျှသည်မမျှသည်ကိုအရေးမထားဘဲအသေးခံ၍ခုခံတိုက်ခိုက်ရန်တီဘောဘရင်ကိုရှောက်တင်သည်စစ်တိုက်ရန်မတိုက်ရန်ညီလာခံတွင်အခြေအတင်ဆွေးနွေးကြပြီးစစ်တိုက်ရန်လူလားသူတို့ဘက်မှအရေးတာသွားသည်တီဘောဘရင်ကညီလာခံတွင်စစ်မိတ်ပေးလိုက်လေသည်တီဘောဘရင်ကစစ်မိတ်ထုတ်ပြီးသည်နှင့်ရန်သူအင်္ဂလိပ်တို့အားခုခံတိုက်ခိုက်ရန်တပ်များစီစဉ်ဖွဲ့စည်းသည်ထိုအချိန်မတိုင်ခင်ကတည်းကပင်အင်္ဂလိပ်တပ်များကအိန္ဒိယမှနေ၍နေဆက်တရက်မြို့သို့ရောက်ရှိလာနေကြပြီအင်္ဂလိပ်တို့သည်မြန်မာပြည်ကရာဇသံကိုလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေစစ်တိုက်ခိုက်ရန်ပြင်ဆင်ထားပြီးဖြစ်သည်မြန်မာတို့ကနေချေအင်္ဂလိပ်တို့အားတိုက်ခိုက်ရန်စစ်ကြောင်းကြီး၃ကြောင်းခွဲထုတ်သည်လက်ဝဲဝင်းတော်မူကြီးတိရိမဟာစီရကျော်ထင်လေသိန်းအတွင်းဝန်ကအောက်မြစ်စင်ရေချောင်းဌာနကို၎င်းအကပတ်မြင်းဝန်ပင်လယ်မျိုးသားကြီးမဟာမင်းထင်ရာဇာကတောင်လွင်းကြီးစစ်ကြောင်းကို၎င်းရိုးဝန်ရွှေလံဘိုကောလင်းမျိုးစားမင်းကြီးမဟာမင်းခေါင်နော်ယထာကတောင်ငူစစ်ကြောင်းကို၎င်းအုပ်ချုပ်ကုတ်ကဲကအင်္ဂလိပ်တို့အားတိုက်ခိုက်ရန်ခြိတက်စေသည်စစ်ကြောင်းတစ်ကြောင်းစီတွင်ရဲမှတ်9000ကျော်စီဖြင့်ဖွဲ့စည်းထားသည်အေယာဝတီမြစ်ကြောင်းအတိုင်းခန့်စစ်တာဝန်ကိုယူထားသောဗိုလ်ချုပ်တီရိမဟာဇေယကျော်ထင်လှေသိန်းအတွဲမုံကသူ၏တပ်များကိုအင်္ဂလိပ်မြန်မာနေကြားမှစ၍မင်းလာခံတဲ့အထိခန့်စစ်ကြောင်း5ကြောင်းခွဲပြီးတပ်ဆွဲစေသည်မြန်မာတို့မှာအင်္ဂလိပ်တို့၏ရာဇသံကိုပြန်ကြားပြီးမှစစ်တိုက်ရန်ပြင်ဆင်ကြခြင်းဖြစ်သည်ထိုအချိန်တွင်အင်္ဂလိပ်တို့ကအိန္ဒိယမှတပ်များကိုခေါ်ယူကာတရက်မြို့တွင်စစ်ထွက်ရန်အသင့်ရှိနေပြီးဖြစ်သည်မေဂျာဂျန်နရယ်ပရင်တာကက်ဦးစီးသောအင်္ဂလိပ်တပ်များသည်ရာဇသံမပေးသေးသောအောက်တိုဘာလ2ရက်နေ့ကလေးကပင်အထက်မြန်မာပြည်သို့ခြိတက်သိမ်းပိုက်ရန်အမိန့်ကိုနာခံရရှိထားပြီးကြောင်းမှတ်တမ်းများအရသိရသည်အောင်မြင့်စင်ခန်းစစ်ကြောင်းတွင်ရဲမှတ်အင်အား9000ခွင်းစခန်းစစ်ကြောင်း5ကြောင်းမှစုစုပေါင်းအင်အားဖြစ်သည်ခွင်းပိတ်အမြောက်8လက်တင်တုလွတ်ရင်ကျော်တင်မော်တစီနှင့်စစ်ဖောင်စစ်လေများစွာပါဝင်သည်တောင်လူစစ်ကြောင်းတွင်ရဲမှတ်အင်အား1500ခန့်နှင့်မြို့ဝန်ရွှေလံဘိုကောလင်းမြို့သားမဲကြီးမဟာမင်းခေါင်နိုရထာဦးစီးကကုန်းချောင်းချီအင်္ဂလိပ်တပ်များကိုခုခံရန်ပြင်ဆင်သည်မေဂျာဂျန်နရယ်ပရင်တာကက်ဦးစီးသောအင်္ဂလိပ်စစ်တပ်အင်အားမှာ1000ကျော်ရှိသည်အမြောက်ကြီး89လက်အမြန်ပစ်ဆက်အမြောက်28လက်စပြီးလက်နက်ကြီးများကိုအသုံးပြုပြီးတင်မောကြီး24စင်းတွဲတန်ပန်း23စင်းတို့ဖြင့်မြစ်ကြောင်းအတိုင်းခြိတက်တိုက်ခိုက်သည်အင်္ဂလိပ်တို့ကခန်းစစ်တဦးဖြစ်သောစင်မောင်ဝဲခန်းစစ်ကြောင်းကိုစတိုက်သည်မြန်မာတို့၏ရေတုလွတ်ရင်ကျော်ကိုတိုက်သင်းမောကိုလက်ရသိမ်းယူသွားသည်အင်္ဂလိပ်တို့သည်မြန်မာခန်းစစ်ကြောင်းတို့ကိုတစ်ခုပြီးတစ်ခုဖြိုဖျက်သည်ခေမီလက်နက်များတပ်ဆင်ထားသောအဝေးဖြစ်လက်နက်ကြီးများဖြင့်တိုက်ခိုက်နေသောအင်္ဂလိပ်တို့ကိုဟောင်းနှံသောလက်နက်များရန်သူတို့ကိုဟန်တားရန်မစွမ်းဆောင်နိုင်သောအမြောက်များရရဓားလှန်တနက်များဖြင့်မြန်မာလူကရွရွချွတ်ချွတ်ကြံလည်ခုခံတိုက်ခိုက်ခဲ့သည်ခံတပ်တစ်ခုပြီးတစ်ခုကိုဖြိုဖျက်တိုက်ခိုက်လာခဲ့သောအင်္ဂလိပ်တို့သည်မင်းလာခံတပ်ကိုအလွယ်တကူနှင့်တိုက်ခိုက်အောင်မြင်ခြင်းမရှိမင်းလာခံတပ်တွင်မြန်မာတို့ကရဲစွမ်းပြခဲ့ကြောင်းကို
အင်္ဂလိပ်သမိုင်းဆရာများအင်္ဂလိပ်ဗိုလ်ချုပ်များကမှတ်တမ်းတင်ခဲ့ကြသည်အရှုံးပေးအညံ့ခံရသည့်ထက်အမျိုးသားစာတိမှန်ဖြင့်တိုက်ခိုက်ရင်းတည်သွားသည်ကကောင်း၏ဟုသဘောပိုက်ကပြန်လည်တိုက်ခိုက်ကြသည်မင်းလာခံတပ်တွင်မြန်မာတပ်များသည်တတိရှိဇွဲရှိနှင့်ရဲရဲဝံ့ဝံ့ခုခံတိုက်ခိုက်ခဲ့သည်မြန်မာတို့သည်ရှုံးနိမ့်နေလျက်ကခန်းစစ်နေညီမှတရောတော့ပါဆုတ်ခွာခြင်းမပြုခန်းစစ်ကြောင်းမှတက်ချင်းလဲပြီးစီးကန်းတကြဆုတ်ခွာကြသည်မြန်မာတို့ကိုနှိမ်ချသောမြန်မာတို့ကိုအထင်သေးပြောဆိုတတ်သောရန်သူဘတ်တော်သားတို့ကပင်ရှီကျူပြောဆိုခြင်းခံရသောမြမတပ်သည်မင်းလာခံတပ်တိုက်ပွဲတွင်ရှုံးနိမ့်ခဲ့ရတော့လဲဂုံတိတ်ခါရှိစွာဖြင့်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်အင်္ဂလိပ်တို့သည်အေယာဝတီမြစ်ကြောင်းအတိုင်းဆက်လက်ချီတက်တိုက်ခိုက်ပြီးမြမခုခံရေးစစ်ကြောင်းများကိုတစ်ခုပြီးတစ်ခုဖြိုပစ်သည်ရင်းစံနှင့်တက်ဆွဲထားသောလှေသင်းအတွင်းဝ၏တပ်မကြီးသည်အလောရင်းနှင့်ချီတက်လာသောအင်္ဂလိပ်စစ်တပ်များအားတားဆီးနိုင်ရန်အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ပြီးတိုက်ခိုက်ရင်းနှင့်အားချင်းမမျှသဖြင့်မြန်မာတို့ရှုံးပြီးဆုတ်ခွာရသည်မြင်းစံတွင်အရေးနှိမ်ကြောင်းသတင်းရသည်နှင့်အင်းဝစစ်ကြောင်းတွင်တက်ဆွဲနေသောဘိုးမိုးအတွင်းဝန်မြို့သိမြို့သားမဲကြီးမင်းလာမဟာစီရတင်းစံကတီဘောပင်ထံသို့သတင်းပို့လျှောက်ထားသည်တီဘောပင်သည်မိမိတပ်များအရေးနှိမ်နေသည်ကိုသတင်းရသည်နှင့်ရွှေဘိုဘက်သို့ထွက်ခွာရန်စင်အစီး90ရင်းစီ200နှင့်ပစ္စည်းများတင်ကအသင်ကျင်သည်ကင်းဝံမဲကြီးကရွှေဘိုသို့ထွက်ခွာခြင်းမပြုရန်အင်္ဂလိပ်တို့၏တောင်းဆိုချက်ကိုလိုက်နာပြီးစစ်ကိုပြည်ငြိမ်းသင့်ကြောင်းမန္တလေးမှထွက်ခွာလိုက်ရင်ထီးနှန်းကိုဆုံးရှုံးနိုင်ကြောင်းရှောက်တင်သည်တချိန်ကစစ်တိုက်ရန်လိုလားခဲ့သောတိုင်သားမင်းကြီးကိုယ်တိုင်ကလည်းထို့အတိုင်းသဘောတူညီလေသည်ဒီဘောပင်လီကင်းဝံမင်းကြီး၏အကြံပြုချက်ကိုလက်ခံပြီးအင်္ဂလိပ်တို့နှင့်စစ်ပြေးရေးအတွက်ဆောင်ရွက်ရန်အမိန့်ပေးသည်မူမှတ်များကကြောင်မြောင်းအတွင်းကိုဥရွှေအိုးနှင့်ဝမဆွတ်ဝန်တော်ဥရွှေအုပ်တို့အားအင်္ဂလိပ်တို့နှင့်စစ်ပြေးရေးအတွက်ဆောင်ရွက်စေသင့်ကြောင်းတင်လျှောက်သည်ဒီဘောပင်ကသဘောတူညီပြီးကြောင်မြောင်းအတွင်းဝန်နှင့်ဝမဆွတ်ဝန်တော်တို့အားစစ်ပြေးရေးဆောင်ရွက်ရန်အင်္ဂလိပ်တို့ထံဆေလွတ်လိုက်သည်မြန်မာဗိုလ်စလင်2ဦးသည်မြစ်ကြောင်းအတိုင်းစုံစင်းခါအင်္ဂလိပ်တို့နှင့်တွေ့ဆုံ၍စစ်ပြေးရေးအတွက်စီဆက်ပြေးရေးစာကိုပေးအပ်သည်စာတွင်ပါသည့်အကြောင်းအရာမှာအင်္ဂလိပ်တို့ကမဟာမိတ်တိုင်းပြည်တစ်ပြည်ကိုစစ်ပြုတိုက်ခိုက်လိမ့်မည်ဟုမိမိတို့ကမထင်ကြောင်းအင်္ဂလိပ်တို့၏ရာဇသံကိုညှင်းဆိုခြင်းမပြုခဲ့ပါပဲလျက်အင်္ဂလိပ်တို့ကတိုက်ခိုက်လာခြင်းအတွက်မိမိတို့ကလည်းမိမိတို့လူမျိုး၏ဂုဏ်သိက္ခာကိုစောင့်ထိန်ကာကွယ်ရန်ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်သည်ယခုကိစ္စအတွက်နှစ်ဦးနှစ်ဖက်အပြစ်အခတ်ရက်စဲပြီးစစ်ပြေးငင်းကမဟာမိတ်စာချုပ်ချုပ်ဆိုပြီးရခိုင်ကအတိုင်းနှစ်ပြည်ထောင်ချစ်ကြည်ရင်းနှီးစွာနေထိုင်ရန်စနုပ်တို့ဒိုးလားပါကြောင်းစသည်တို့ဖြစ်သည်အင်္ဂလိပ်တို့ကစစ်ပြေးငင်းခြင်းကိုလက်မခံမန္တလေးတို့ရောက်အောင်အထက်မြန်မာပြည်တို့ခြိတက်မည်ဖြစ်ကြောင်းတီဘောပြည်အနေနဲ့မိမိလက်အောက်ခံတပ်များနှင့်အတူလက်နက်ချစီလိုကြောင်းနိုဝင်ဘာလ2ရက်နေ့ဇောင်မုံလပြည့်ကျော်6ရက်နနက်4နာရီနောက်ဆုံးခါ၍သဘောထားကိုပြန်ကြားစီလိုကြောင်းများပါရှိပြီးပြန်ကြားစာကိုမြန်မာကိုယ်စားလှယ်တို့အားပေးအပ်သည်မြန်မာကိုယ်စားလှယ်အဖွဲ့သည်အင်္ဂလိပ်တို့၏သဘောထားပြန်ကြားချက်ကိုဘရင်မင်းမြတ်ထံအကြောင်းကြားရန်အင်းဝါသို့ပြန်သည်နိုဝင်ဘာလ18ရက်နေ့နေထွက်ချိန်အထိတီဘောဘရင်ထံမှအကြောင်းပြန်ကြားချက်ရောက်ရှိမလား General Brentagat ကအင်းဝခံတပ်ကိုတိုက်ခိုက်ရန်တပ်ထွက်စီသည်အင်္ဂလိပ်စစ်သည်မော်များစံတက်လာရာနနက်10နာရီတွင်စစ်သုံးအလံလွှင့်ထူပြီးစောင့်နေသောတိုက်ရင်ကိုတွေ့ရသည်မြန်မာကိုယ်စားလှယ်တို့သည်လွတ်တော်မှပြန်ကြားသောစာနှင့်မြန်မာတပ်ဦးစီးကုတ်ကဲသူများထံသို့လွတ်တော်မှစစ်ဆိုသည့်ကျေးနပ်စာတို့ကို General Brentagat အားပေးအပ်သည် Brentagat လွတ်တော်မှခုခံတိုက်ခိုက်ခြင်းမပြုရန်ဆင့်ဆိုခြင်းခံရသည့်မြန်မာတပ်များသည်အင်္ဂလိပ်သင်္ဘောဆက်လက်ချီတက်ခြင်းမပြုမီလက်နက်ချရမည်ဟုတောင်းဆိုသည်မြန်မာကိုယ်စားလှယ်ဖြစ်သောကြောင်မြောင်းတွင်းဝန်နှင့်ဝမဆွတ်ဝန်တော်တို့ကအင်းဝခံတပ်ရှိမြန်မာတပ်မှုကြီးအားတွားရောက်တွေ့ဆုံကလက်နက်ချရန်ပြောဆိုသည်တပ်မှုကြီးအတွင်းဝန်ကလက်နက်ချရန်ညှင်းဆိုသည်ရေမြေသခင်ဘရင်မင်းမြတ်အမိန့်မှတပါအကြောင်းအမိန့်ကိုမနာခံနိုင်ဘရင်မင်းမြတ်ထံမှအမိန့်မရသမျှလက်နက်မချနိုင်မြန်မာကိုယ်စားလှယ်2ဦးသည်အခြေအနေကိုလွတ်တော်သို့ကြီးနှံရိုက်ပြီးအကြောင်းကြားသည်ထိုအချိန်တွင်အင်္ဂလိပ်တို့ကဆောင်းဝိုင်းရသည်ကိုတိမခံနိုင်ပဲပိတ်ဆို့ထားသည့်မြစ်ကြောင်းကိုရှောင်ကွင်းကစံတက်ပြီးအင်းဝခံတပ်တပြေတန်းခံတပ်နှင့်စကိုင်းခံတပ်တို့ကိုတိုက်ခိုက်ရန်ပြင်သည်
ထိုအချိန်မှာပင်အင်းဝခံတပ်တပြေတန်းခံတပ်နှင့်စကိုင်းခံတပ်ရှိစစ်ဦးစီးများထံသို့တီဘောဘီအမိန့်ရောက်လာသည်အင်္ဂလိပ်တို့အားမခုခံရခုခံသူသဘောတီဘောဘီမင်းမြတ်၏ကြီးနက်အမိန့်သည်အင်းဝခံတပ်ရှိတပ်မှုချင်းနှင့်တကွစစ်သည်ရဲမှတ်များအားချက်ချင်းအမိန့်နာခံစေသည်မြန်မာတပ်သည်အန်တကြိတ်ကြိတ်တက်တစ်ခေါက်ခေါက်နှင့်လက်နက်ချလိုက်ကြရသည်ရဲမှတ်အချို့မှာမိမိတို့၏လက်နက်များကိုရိုက်ချိုးပြီးခံတပ်မှထွက်ခွာသွားကြသည်တပြေတန်းခံတပ်နှင့်စကိုင်းခံတပ်မှလည်းထို့အတူပင်ဖြစ်သည်တနက်တစ်ချက်မှမဖောက်ဓာတ်တစ်ချက်မှမဝင့်လိုက်ရပဲလက်နက်ချလိုက်ရခြင်းအတွက်မကြည်နပ်ကြဘရင်အမိန့်ဆိုသဖြင့်မကြည်နပ်တော်လဲလက်နက်ချလိုက်ကြရသည်တေတွင်မှလွတ်ပြီဟုကြည်နပ်သူဆို၍မရှိသလောက်ရှားသည်အသက်နှင့်ရင်းပြီးမိမိတို့ဘရင်နှင့်မိမိတို့နိုင်ငံအတွက်မတိုက်ခိုက်ရသည့်အတွက်မကြည်နပ်သူတို့ကများသည်အမှန်စင်စစ်တွင်ခုခံခြင်းမပြုရဆိုသည့်အမိန့်မှာတီဘောဘင်၏အမိန့်မဟုတ်ကင်းဝန်မင်းကြီးကဘရင်နာမည်ကိုသုံးဆွဲပြီးလက်နက်ချဟိုင်းခြင်းသာဖြစ်သည်အင်းဝခံတပ်အပအဝင်ခံတပ်များကလက်နက်ချပြီးသည်နှင့်တီဘောဘင်ကအင်္ဂလိပ်တို့တောင်းဆိုချက်များကိုချွင်းချက်မရှိသဘောတူကြောင်းပြန်ကြားစာရရှိထားသည့်ပရင်တာကတ်သည်မန်လေးနေပြီးတော့သူဆက်လက်ချီတက်သိမ်းပိုက်ရန်အစီအစဉ်ပြုလုပ်ပြီးအင်္ဂလိပ်တပ်ပေါင်းစုတို့လိုက်ပါလာသောတင်မောများမန်လေးကိုဝင်စိတ်သို့နိုဝင်ဘာလ28ရက်နနက်10:00နာရီတွင်ရောက်ရှိလာသည်ကိုဝင်စိတ်သို့ရောက်သည်နှင့်ပုံမူကြီးစလီတင်ကကင်းဝန်မင်းကြီးထံစာတစောင်ရေးပို့သည်ထိုစာတွင်ရမန်လေးကသဘောတူညီချက်အတိုင်းတီဘောဘရင်လက်နက်ချပြီးထင်းနဲ့အရေးအတွက်ဆွေးနွေးရန်ဒူဝန်တင်မောပေါ်ရှင်အင်္ဂလိပ်တပ်များ၏စစ်တေနာပတိနှင့်လာရောက်တွေ့ဆုံရန်လာရောက်စဉ်တွင်တီဘောဘရင်ပါလိုက်ပါလာရန်အကြောင်းကြားစာဖြစ်သည်အကယ်၍မြန်မာတို့အနေနဲ့တစုံတရာပြန်ကြားခြင်းမပြုခြင်းမိမိတို့တပ်များကမ်းပေါ်သို့တက်ပြီးတောင်းဆိုချက်ရသည့်အထက်ဆောင်ရွက်မည်ဖြစ်ကြောင်းကိုပါစာတွင်ထည့်သွင်းရေးသားသည်နန်းတော်မှပြန်ကြားချက်မရသည့်အခါအင်္ဂလိပ်တပ်များကုန်းပေါ်သို့တက်ကြသည်မြို့သိမ်းတပ်ဖွဲ့သည်ဘင်းထရများတည်လျက်ယူနီယံဂျက်အလန်ကိုဝေးရန်လျက်ချီတက်ကြသည်ဗိုလ်မှူးကြီးစလေတင်ဦးစီးသောတပ်နန်းတော်ဝင်အတွင်းသို့ရောက်ရှိသည့်အခါကင်းဝန်မင်းကြီးကကြိုဆိုခြင်းပြုသည်တီဘောဘင်သည်နန်းတော်အတွင်းသို့ဝင်ရောက်လာသောဗိုလ်မှူးကြီးစလေတင်ကိုလက်ခံတွေ့ဆုံပြီးအသာတကြီးပင်အင်္ဂလိပ်တို့၏အလိုကိုလိုက်ရောသဘောတူလိုက်လေသည်ထို့နောက်နန်းတော်အတွင်းခိတ္တနေထိုင်ရန်ခွင့်တောင်းသည်ဗိုလ်မှူးကြီးစလေတင်ကတီဘောဘင်တောင်းဆိုချက်ကိုစစ်တေနာပတိထံတင်ပြပေးမည်ဖြစ်ကြောင်းယနေ့နန်းတော်အတွင်း၌နေပြီးနောက်တစ်နေ့တွင်ဘုရင်မင်းအနေနဲ့မိမိကိုစစ်တေနာပတိလက်သို့အပ်ရမည်ဖြစ်ကြောင်းပြောဆိုသည်ဗိုလ်မှူးကြီးစလေတင်ပြန်သွားသည့်နောက်တွင်တီဘောဘင်နှင့်နန်းတော်ကိုစောက်ရှောက်ရအတွက်ဗိုလ်မှူးချုပ်ဝိုက်အုပ်ချုပ်သောတပ်ရောက်ရှိလာသည်နောက်တစ်နေ့နိုဝင်ဘာလ29ရက်နေ့တွင် General Prendergast ကိုယ်တိုင်ဦးဆောင်သောအင်္ဂလိပ်တပ်နန်းတော်သို့ချီတက်သည်တီဘောဘင်သည်၎င်း၏မိဖုရားနှစ်ပါးမိဖုရား၏မဲတော်တို့နှင့်နွေရာသီဆန်နန်းတော်တွင်ရှိနေသဖြင့် General Prendergast သည်နွေရာသီဆန်နန်းတော်သို့ဝင်သည် General Prendergast သည်တီဘောဘင်အားနှုတ်ဆက်ပြီးနောက်ဘုရင်နှင့်မိဖုရားများအားယခုပင်တင်မောပေါ်သို့ရောက်အောင်သွားမည်ဖြစ်ကြောင်းပြောသည်ဘုရင်နှင့်မိဖုရားကရက်ရွှေဆိုင်ပေးရန်မေတ္တာရက်ခံသည်သို့သောပရင်တာကတ်ကရက်မရွှေနိုင်ကြောင်းယခုချက်ချင်းပင်တင်မောစိတ်သို့ဆင်းရမည်ဖြစ်၍ပြင်ဆင်မှုပြုလုပ်ရန်ပြောဆိုသည်ဒီဘောဘရင်သည်သူ့နီးတွင်ခစားနေသောဝင်ကြီးများကိုကြည့်ပြီးမိမိနှင့်အတူလိုက်ပါမည်သူရှိမရှိမေးသည်ကျွန်တော်မျိုးလိုက်ပါမည်ဟုပြောသောဝင်းအိုကြီးတစ်ပါးမှလွဲပြီးကျန်ဝန်ကြီးမုံမတ်တို့ကခေါင်းငုံပြီးရိမ်နေကြသည်ဒီဘောဘရင်ပြုံးလိုက်ပြီးတလွန်တော်ပေါ်မှဆင်းသည်General Prendergastသည်တီဘောဘင်ကိုလက်ဆွဲနှုတ်ဆက်ရန်လက်ကမ်းသည်သို့သောဘရင်မင်းမြတ်ကနှုတ်ဆက်ခြင်းမပြုဘဲမိဖုရားနှစ်ပါးမိဖုရားမေတော်တို့နှင့်အတူ Prendergast ခေါ်ရာသို့လိုက်ခဲ့သည်ဘရင်နှင့်မိဖုရားတို့သည်နန်းတော်အတွင်းမှနန်းမြို့ရိုးအပြင်အထိခြေလျင်ကြွားခဲ့ကြရသည်လမ်းမကြီးပေါ်တွင်ဘီရိုလှဲနှစီးကိုအသင့်မြတ်ထားသည်မင်းမိဖုရားနှင့်မေတော်မိဖုရားကြီးတို့ဘီရိုလဲများပေါ်သို့တက်လိုက်ကြသည်ဘရင်နှင့်မိဖုရားတို့သည်ထီးဖြူမိုးသောဘီရိုလဲနှင့်ကြော်မိုးတကားခွင်းစာရက်ခုမင်္ဂလာတကားခွင်းပိန်မှထွက်ကြတော်မူရသည်မြို့ရိုးအပြင်သို့ရောက်စဉ်မြို့သူမြို့သားတို့ကဘရင်နှင့်မိဖုရားတို့အားတိုးဝေပြီးကြည့်ရှုကြသည်အန်ကျိတ်သူကကျိတ်ငိုသူကငိုနှင့်အရှင်နှစ်ပါးအားနောက်ဆုံးဖူးမြော်ခြင်းအဖြစ်ဖူးမြော်ကြပြီတ
တီဘောဘရင်သည်ရေမြင့်သခင်ဘရင်တပါးမဟုတ်တော့ကြောင်းပေါ်လွင်စေရန်ဘီယိုလဲတွင်ထီးဖြူ9စင်းမမိုးပဲထီးဖြူ10စင်းသာမိုးထားသည်ရှေ့မှအင်္ဂလိပ်တပ်များခြိတက်ရာနောက်သို့ဘီယိုလဲများကလိုက်ရသည်လဲနောက်တွင်ဘရင်နှင့်မိဖုရားတို့၏အချွေအရံများအပြိုတော်များကအထုပ်အပိုးများရွက်ပြီးလိုက်ပါလာသည်ဘီယိုလဲ၏ဘေးတစ်ဖက်တစ်ချက်တွင်လှန်စွပ်ကိုင်းစစ်သားများလိုက်ပါလာကပင်ခရာတပ်များကတန်စုံတီးလျက်လိုက်သည်ကောဝင်စိတ်သို့ရောက်ပြီးတင်းမောပေါ်သို့တက်မိအချိန်တွင်တီဘောဘရင်တုံဆိုင်သွားသည်ဘရင်အနီးမှမိဖုရားကြီးစုဖျားလက်ကရှေ့သို့တက်ကတီဘောဘရင်လက်ကိုဆွဲလိုက်ပြီးတင်းမောပေါ်သို့တက်သည်သူရင်းတင်းမောသည်ဘရင်နှင့်မိဖုရားတို့ကိုတင်ဆောင်ပြီးမြစ်ထဲတွင်ကြောက်ချရပ်နာနေသည်နောက်တနေ့နိုဝင်ဘာလ30ရက်တစောင်းမုံလာကေကျော်9ရက်နေ့တွင်ဘရင်နှင့်မိဖုရားတို့ကိုတင်ဆောင်ထားသောသူရိယသင်္ဘောဂောဝိန်စိမ်းမှထွက်ခွာသည်အင်္ဂလိပ်တပ်အဆောင်အရှောက်ဖြင့်ရန်ကုန်သို့ဒီဇင်ဘာလ6ရက်နေ့တွင်ရောက်ရှိသည်အင်္ဂလိပ်တို့ကဘရင်နှင့်မိဖုရားများအားသူရိယသင်္ဘောပေါ်မှ Clyde ခေါ်ပင်လယ်ကူးသင်္ဘောပေါ်သို့ပြောင်းရွှေ့ဆန်လေစီသည်ထို့နောက်ဒီဇင်ဘာလ12ရက်နေ့တွင်ကမ်းနင်းသင်္ဘောပေါ်သို့ရွှေ့ပြောင်းတင်ဆောင်ကအိန္ဒိယသို့ပို့သည်တီဘောဘရင်နှင့်မိဖုရားသည်အချွေအရံများနှင့်အတူပထမမက်ဒရစ်တွင်၎င်းထို့နောက်ရန်နာဂီရီတွင်၎င်းအကျဉ်းခံဘရင်အဖြစ်နေရလေပြီအင်္ဂလိပ်တို့ကမန်းလေးနေပြည်တော်ကိုခြိတက်သိမ်းပိုက်ခဲ့ခြင်းမြမာတို့ထီသုံးနန်းသုံးမြို့သုံးတုံညကျွံဘဝသို့ရောက်ခဲ့ရခြင်းသည်ညီသူမျိုးအကြောင်းဟိုတရားခံအဖြစ်တတ်မှတ်ခံရသူတို့ရှိသည်အမှန်တွင်မြမထီနှန်းပြောက်ွယ်ကကျွံဘဝသို့ရောက်ရခြင်းမှာလူတအိုးတယောက်ကြောင့်မဟုတ်သလိုအရင်နှင့်မိဖုရားတို့ကြောင့်လည်းမဟုတ်ပြင်သစ်တို့နှင့်ချုပ်ဆိုသောစာချုပ်နန်းတွင်တစ္ဆာပေါက်များကြောင့်အင်္ဂလိပ်တို့လက်သို့ရောက်ရှိသွားရခြင်းပြင်သစ်ကုန်သည်များမြမပြည်သို့ဝင်ရောက်လာတာအင်္ဂလိပ်တို့အားရှင်ပြိုင်မီကိုစိုးရိမ်ခြင်းဘုံမီဘာမတစ်ခုမှုကိစ္စမပြေမလဲဖြစ်ရခြင်းတို့သည်အင်္ဂလိပ်တို့ကအထက်မြန်မာပြည်ကိုသိမ်းယူစေသည့်အကြောင်းရင်းများမဟုတ်ပါချေထိုကိစ္စတို့မှာအင်္ဂလိပ်တို့ကအထက်မြန်မာပြည်ကိုသိမ်းယူရန်အကြောင်းပြစရာများသာဖြစ်သည်အဒီကအကြောင်းရင်းကမူအင်္ဂလိပ်တို့က၎င်းတို့၏ကိုလိုနီဝါဒအရမြန်မာပြည်ကိုသိမ်းယူရန်ဆုံးဖြတ်ထားခြင်းပင်ဖြစ်သည်မင်းတော်မင်းသည်အောက်မြန်မာပြည်ကိုသိမ်းယူထားသောအင်္ဂလိပ်တို့နှင့်ပြဿနာမဖြစ်အောင်နေခဲ့သည်တိုင်းတစ်ပါးသားများနှင့်ရှင်တွဲနေထိုင်ရေးကိုပြီးခံကျင့်သုံးခဲ့သည်နေချဲတို့အားအလိမ္မာသုံးရဆက်ဆံခဲ့သဖြင့်နေချဲအင်္ဂလိပ်တို့မှာအထက်မြန်မာပြည်ကိုသိမ်းပိုက်ရန်အကြောင်းရှာမရရှိခဲ့ရသည်ထိုစဉ်ကအကြောင်းရှာမရခဲ့သောအင်္ဂလိပ်တို့သည်ဖက်နှက်ပြဿနာကိုရှေ့တန်းတင်ခဲ့သည်ယဉ်ကျေးလာပါသည်ဟုဆိုသောနိုင်ငံကြီးသားများသည်အခြားလူမျိုးတစ်မျိုး၏ယဉ်ကျေးမှုဒလိထုံးတန်းကိုအလေးထားရမှန်းမသိဘဲပြည့်ရပြုကြသည်မင်းတော်မင်းလက်ထက်ကတည်းကမြန်မာပြည်ကိုသိမ်းယူရန်ကြံ့ရွယ်ထားသောအင်္ဂလိပ်တို့သည်တီဘောဘရင်လက်ထက်တွင်နိုင်ငံတနိုင်ငံ၏ပြည်တွင်းရေးကိစ္စဖြစ်သည့်နန်းတွင်းလုပ်ကြံမှုနှင့်ပတ်သက်ပြီးကန့်ကွက်ခဲ့သည်မန်လေးတွင်ရှိသောအင်္ဂလိပ်နိုင်ငံကိုရုပ်သိမ်းပြီးချိန်ချောက်မှုများပြုလုပ်ခဲ့သည်တရှိုးများမှတဆင့်နန်းတွင်းရေးများကိုတည်အောင်စ조사ကအကွက်ချောင်းနေခဲ့သည်အထက်မြန်မာပြည်ကိုအင်္ဂလိပ်တို့သိမ်းရာတွင်ဦးကောင်းလိန်ထုတ်တီဘောပြုတ်ဆိုသည့်စကားဖြင့်လေကိုင်းမျိုးစာကင်းဝန်တနတ်မင်းကြီးတတိုးသူဓမ္မတတ်တော်ရှိကင်းဝန်မင်းကြီးအပေါ်အပြစ်ပုံချကာတရက်ခန့်အဖြစ်ဆွဆွဲတည်များလည်းရှိခဲ့ပါသည်ဤနေရာတွင်ကင်းဝန်မင်းကြီးနှင့်ပတ်သက်ပြီးရေးစရာများရှိပါသည်ကင်းဝန်မင်းကြီးသည်အမားကင်းသူတရားမဟုတ်ခဲ့ပါမင်းတော်မင်းကတတ်တော်ရှိအမတ်ကြီးဖြစ်မြောက်စားခဲ့သောကင်းဝန်မင်းကြီးသည်ဥရိပြုအစိုးရအဖွဲ့ဖွဲ့ရေးအတွက်အစိုးရနှင့်ပတ်သက်သည့်စည်းကမ်းများကို၎င်း၏မိတ်ဆွေအင်္ဂလိပ်လူမျိုးဒေါက်တာကလီမတ်ဝီလျံအားရေးသားခိုင်းခဲ့သည်ထိုစည်းမျဉ်းများမှာအနောက်နိုင်ငံတို့၏ကျင့်ထုံးကျင့်ဟန်များဖြစ်သည်အနောက်နိုင်ငံသားတဦးသည်အစိုးရနှင့်ပတ်သက်သောစည်းကမ်းများကိုရေးသားပေးရာတွင်မှန်ကန်ရိုးသားမှုရှိပါမလားဟုဦးကောင်းတန်တရားမဝင်ခဲ့ခြင်းမှလည်းအမှားတစ်ခုဖြစ်သည်မင်းတော်မင်းမကွယ်လွန်ခင်မင်းစီမင်းခံဘရင်အဖြစ်တီဘောဘရင်ကိုတီဘောမင်းသားကိုနန်းနေရန်ကြိုးစားခဲ့ပြီးတီဘောဘရင်ဖြစ်လာသည့်အခါမျှော်လင့်ထားသလိုကြိုးဆွဲ၍မရဖြစ်လာသည့်အခါအခြားမင်းသားတစ်ပါးပါးကိုနန်းတင်ရန်ထပ်မံကြိုးစားခြင်းသည်လည်းအမှားတစ်ခုဖြစ်သည်ကင်းဝန်မင်းကြီးသည်အာဏာကိုချုပ်ကင်ချေလည်နိုင်ရေးအတွက်နန်းတွင်းရေးများကိုရှုပ်ထွေးအောင်လှုံ့ဆော်သည်ဟုတန်တရားဖြစ်ဖွယ်ရှိနေသည်ထိုအချိန်တွင်လွတ်တော်တွင်ကင်းဝန်မင်းကြီးခိုင်တိုင်သားမင်းကြီးခိုင်ဟုဝင်ကြီးများခိုင်ကွဲနေသည်
ကင်းဝံမင်းကြီးသည်အင်္ဂလိပ်တို့နှင့်ဆက်ဆံရာတွင်အဆင်ပြေနေခဲ့သည်အင်္ဂလိပ်တို့ကိုလက်ခံလိုက်လျင်သူ၏ဩဇာအာဏာတက်လာမည်အင်္ဂလိပ်တို့ကမင်းသားတစ်ပါးပါးကိုစီးမြင့်ခံဘရင်အဖြစ်နန်းတင်လိမ့်မည်ဟုကင်းဝံမင်းကြီးယုံကြည်နေပုံပေါ်သည်မိမိဦးဆောင်၍ပြုမြင်ပြောင်းလဲလုပ်ငန်းများကိုလုပ်ကိုင်နိုင်မည်လမ်းစဉ်ဟောင်းသမားဖြစ်သောတိုင်သားမင်းကြီးတို့လူစုအလိုလိုအေးနှိမ်သွားလိမ့်မည်ဟုမျှော်လင့်ထားသည်အင်္ဂလိပ်တို့ကမြန်မာပြည်အုပ်ချုပ်ရေးတွင်၎င်းတို့အားကူညီခဲ့သည့်အတွက်ကင်းဝံမင်းကြီးကို CSI ပွဲပေးခဲ့ခြင်းသည်လည်းကင်းဝံမင်းကြီးအင်္ဂလိပ်တို့လက်အောက်သို့ခိုဝင်ခဲ့ကြောင်းထင်ရှားစေသည်တိုင်သားမင်းကြီးမှာအင်္ဂလိပ်မုံတီးရေးသမားဖြစ်သည်သူသည်တီဝေါဘီအင်ထီနန်ကိုလူယူရန်ကြံစီခဲ့သောရနောင်မင်းသားနှင့်လက်တွဲခဲ့ပူပြီးနန်းတွင်လောက်ကျမှုကြီးတွင်ရနောင်မင်းသားနှင့်အတူမင်းညီမင်းသားများအားတပ်ဖြတ်ရာတွင်ပါဝင်ခဲ့သည်ဟုဆိုကြသည်စင်ဖြူမရှင်မိဖုရားကြီးနှင့်လည်းပူးပေါင်းခဲ့သည်ဖြစ်သည်အင်္ဂလိပ်တို့၏ရာဇသံကိုလက်ခံရေးတွင်အပြင်းအထန်ကန့်ကွက်ခဲ့ပြီးစစ်ရေးဖြင့်လာရန်သူတို့အားအောင်နိုင်လိုက်မည်ဟုတတ်ဆခဲ့သူဟုဆိုရမည်သို့သောစစ်ပွဲကာလတွင်တိုင်နာမင်းကြီးစိတ်ဓာတ်များတွေးဝေရိမ့်ရန်ခဲ့သည်ကင်းဝံမင်းကြီးစကားကိုယုံစားခဲ့သည်တီဝေါဘရင်မိဖုရားတို့နှင့်အတူအင်္ဂလိပ်တို့၏ပရိယေကွန်ရက်တွင်အမိခံခဲ့ရပြီးအင်္ဂလိပ်တို့ကအထက်မြန်မာပြည်ကိုလွယ်ကူစွာသိမ်းယူနိုင်ခဲ့ခြင်းမှာသမိုင်းမျက်နှာစာတွင်ရှက်ခွဲရာဟုဆိုခြင်းပါသည်ဇာတိမန်ဇာတိသွေးအေးခဲ့ကြပြီကာနစ်လေတင်သည်မန်းလေးကိုသိမ်းပိုက်ပြီးတီဘောဘင်အားနန်းချသည့်နေ့မှာပဲမြန်မာနန်းစင်ရနာများမင်းနှင့်မိဖုရားတို့၏အသုံးအဆောင်ရနာများကိုသိမ်းဆည်းထားပေးမိအကြောင်းပြောဆိုသည်တီဘောဘင်သည်ရနာနှင့်အသုံးဆောင်များကိုအတွင်းဝန်ရွှေတိုက်ဝန်ပေါမြိုင်မြို့သားမင်းကြီးမင်းလာမဟာစီယနန္ဒသိန်းဆန်အားစိတ်ရင်းနှင့်တကွကာနစ်လေတင်လက်သို့ပေးအပ်စေသည်ကာနစ်လေတင်သည်နမောပဒံများကိုကြည့်ရှုလိုသည်ဟုဆိုပြီးယူကြည့်ကအိတ်ထဲထည့်သိမ်းလိုက်သည်အတွင်းဝန်ရွှေတိုက်ဝန်ပေါမြိုင်မျိုးစားသည်နန်းတွင်ရနာကိုစိတ်ရင်းပြုလုပ်ပြီးကာနစ်လေတင်လက်သို့အပ်လေသည်ထိုရနာများမှာယတိချိန်40ရှိလော်ကားတင်ကြီးပဒံများယတိချိန်20ရှိလော်ကားတင်ကလေးပဒံများတို့အပါအဝင်စင်မတော်ကြောက်စံကြောက်တော်နဂါးပူစသည့်အဖိုးတန်တွင်းထွက်ကြောက်မြက်ရနာများဖြစ်သည်ဘရင်နှင့်မိဖုရားနှစ်ပါးပိုင်ပစ္စည်းအချို့နှင့်နန်းစင်ပစ္စည်းများတန်ဖိုးအနည်းဆုံးဂရေ9000ရှိမေတော်မိဖုရားကြီးစင်ပြူမရှင်ပိုင်ရွှေတင်းကား8သိန်းကျော်တန်ပစ္စည်းများစိန်ညတရက်များလက်ဝတ်ရနာပေါင်း80ကျော်တို့ဖြစ်သည်ကျွန်ုပ်ရဲ့ဘရင်ဗန္ဒာသောနန်းစီရနာအားလုံးကိုပေးအပ်ပြီးပါပြီအင်္ဂလိပ်လူမျိုးများဟာတိုင်းကြီးပြည်ကြီးသားများဖြစ်ကြတဲ့အတွက်ကျွန်ုပ်ဝတ်ဆင်ထားတဲ့လက်စွပ်တော်နဲ့နှမတော်ရဲ့လက်ဝတ်ရနာများကိုတော့ကန့်ကွက်မှာမဟုတ်ဘူးလို့ကျွန်ုပ်မျှော်နေပါတယ်အင်္ဂလိပ်တို့သည်တီဘောဘီနှင့်မိဖုရားနှစ်ပါးတို့ဝတ်ဆင်ထားသည့်လက်ဝတ်ရနာများကိုချွတ်ယူခြင်းမပြုခဲ့ပါသို့သောစင်ရင်နှင့်တကွထိမ့်သိမ့်ပြီးပါမည်ဟုဆိုသည့်ပစ္စည်းအများအပြားကိုမူစင်ရင်ဖြောက်လိုက်ကြသည်တီဘောဘင်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးသည့်ညတွင်မန်လေးမြို့သည်လှုပ်လှုပ်ရှားရှားဆူဆူပူပူရှိနေခဲ့သည်မြို့သူမြို့သားအချို့သည်အခြေအနေအမှန်ကိုခွဲခြားသိနိုင်ခြင်းမရှိဖြစ်နေကြအတိုင်းမင်းပြောင်းမင်းလွဲဖြစ်သည်ဟုယူဆကြသည်များရှိသည်ထီတုံနန်းလုံးဖြစ်ရပြီဟုမကြည်မနှက်ဖြစ်ကအန်တကြိတ်ကြိတ်တက်တစ်ခေါက်ခေါက်ဖြစ်နေကြသူတို့လည်းအများအပြားရှိသည်အင်္ဂလိပ်စစ်သားတို့ကတညအလုံးမြို့တော်တစ်ဖွင့်တွင်ကင်းလှည့်နေကြသည်General Ford ဦးစီးကွပ်ကဲသောမက်ဒရက်ချီလင်တပ်တော်ကမြို့တော်တရား9ရက်နှင့်တရားများကိုစောင့်ကြပ်တာဝန်ယူသည်မြို့တော်4ရက်တွင်တပ်ခွဲတစ်ခုစီချထားပြီးမပြတ်မလတ်စောင့်ကြပ်နေသည်ဆူဆူညံညံရုံရုံတသေးရှိနေသောမြို့တော်၏ညတွင်လက်နက်တံများကိုမကြာခဏချားနေရသည်ဆူညံသောအတန်များတွင်အင်္ဂလိပ်တပ်သားတို့၏စစ်ဖက်တံများလည်းပါသည်အရာအနှံ့အပြားမှပေါ်ထွက်နေသောစစ်ဖက်တံများကြောင့်မြို့တော်တစ်ခွင်မှာတုံဟီးနေသည်ဟုမှတ်ထင်ရသည်လက်ဝဲဝန်းတကားလက်ရဝင်းတကားနောက်ဝင်းတကားရွေးတော်ယူတကားငကနီတကားစသည့်တကား9ရက်တွင်စောင့်ကြပ်နေသည့်အင်္ဂလိပ်စစ်သားများမှအဝေးမှတနက်ဖြန်လှမ်းပစ်ခြင်းကိုခံရသည်အင်္ဂလိပ်တို့ကလည်းမဲမဲမြင်လင်းမတင်ကားလည်းတနက်ဖြန်လှမ်းပစ်သည်တို့ဝါလက်နက်ကင်ဆောင်ထားသူများမတင်ကားသူများကိုတွေ့လင်ဖမ်းဆီးပြီးတောင်ပြင်တကားတွင်ဖွင့်ထားသောတပ်ထိန်အုပ်ယုံသို့ပို့ကာစစ်ဆေးသည်ထို့သောအဆောင်များအထက်ထက်ချကာဆောင်ရွက်နေသည့်ခြားကအတုမရှိချောင်းတော်ရှိရုပ်ပွားတော်မှာအဖိုးတန်စိန်ကြီးပျောက်ဆုံးသွားသည်မဟာမုနီဖျားကြီးမှလည်း
မှလည်းစိန်ကြီးတစ်လုံးပြောက်သွားခြင်းနဲ့ရန်နာကုန်တဲ့အသက်ခံရခြင်းဓမြတိုက်ခံရခြင်းစသည့်အမှုအခင်းများတစ်ခုပြီးတစ်ခုပေါ်ပေါက်ခဲ့သည်အင်္ဂလိပ်တို့ကလူရဲမှုတပ်ဖြတ်မှုခိုးမှုစသည်တို့မှာမြန်မာတပ်သားများမြန်မာဓမြများ၏လက်ချက်ဟုမှတ်တမ်းအများအပြားတွေရေးသားကြသည်အင်္ဂလိပ်စစ်သားအဆောင်အရှောက်များကိုကြော်လွှားနိုင်ရန်မှာစင်စစ်တွင်မလွယ်ကူဒီဘောပင်လမ်းကြပြီးစရန်နာပုံများ၏အခြေအနေသည်တရားခံကိုညွှန်ပြလျက်ရှိသည်တရားခံမှာထိုညကဝင်လိုဝင်ခတ်လူရထွက်ကွာလူရသွားနိုင်သောအင်္ဂလိပ်ဗိုလ်မှူးဗိုလ်ချုပ်တို့မှလွဲပြီးအခြားမည်သူမျှမဖြစ်နိုင်အင်္ဂလိပ်တို့သည်ဖြစ်ခဲ့သည်မျှအမှုအခင်းများတွင်တရားခံကိုရှာမတွေ့နိုင်သောမြန်မာတပ်သားများဓမြများကကျူးလွန်ခဲ့သည်ဟုဆိုကြခြင်းမှာမထူးဆန်းလာပေ၎င်းတို့သည်မရှိကိုအရှိကိုမရှိလုပ်ကြသည်များဖြစ်ကြောင်းတမိုင်းဆိုင်ရာအချက်အလက်များကသက်သေခံနေသည်တီဘောမင်းရှင်တယ်ပါတော်မူသောမြေ1885ခုနိုဝင်ဘာလ29ရက်နေ့နနက်တွင်တီဘောမင်းတရားအားနေချဲအင်္ဂလိပ်တို့နှင့်အတူပါလာသည့်သတင်းစာဆရာတစုကတွေ့ဆုံမေးမြန်းခဲ့ကြသည်ထိုသတင်းစာဆရာများတဲ့တွင် London Times သတင်းစာမှရန်ကုန်သတင်းတောက်မွိုင်လင်လည်းပါရှိသည်မေးမြန်းကြသည့်နေရာမှာတီဘောမင်းတရား၏နေရာသည့်ဆိုင်တော်တွင်ဖြစ်ပြီးတီဘောမင်းနှင့်အတူမိဖုရားကြီးစုဖျားလက်စုဖျားကြီးနှင့်မေတော်စင်ပြူမရှင်တို့ရှိနေကြသည်စုဖျားလက်သည်တီဘောမင်း၏အနီးတွင်ထိုင်ကအပြန်အလှန်ပြောဆိုနေသည်များကိုဂရုတက်ဆိုင်နားထောင်ကတခါတရံကိုယ်တိုင်လည်းဝင်၍ပြောသည်ဘရင်နှင့်မိဖုရားတို့၏မျက်နာတော်သွင်းမြင်တွင်စိတ်သက်ကြဆင်းကစိုးရိမ်နေသည်ဟန်အသွင်အပြင်ကိုမတွေ့ရတည်ငြိမ်သောကာရင်တွေရှိကြသည်ဒီဘောမင်း London Times သတင်းစာကိုကျွန်ုပ်ကောင်းကောင်းသိပါတယ်မြန်မာဝန်ကြီးတွေကအင်္ဂလိပ်ပြည်သူတွေရဲ့သဘောထားအယူအဆကိုသိရှိလေ့လာခြင်းလို့အဲ့ဒီသတင်းစာကိုလွတ်တော်ကမှန်မှန်မှာယူဖတ်ရှုပါတယ်ယခုလိုအချိန်မှာကျွန်ုပ်ရဲ့သဘောထားဆန္ဒနဲ့အဖြစ်အမှန်တွေကိုအင်္ဂလိပ်သတင်းစာဖတ်ပရိသတ်တွေကိုလည်းသိရှိကြစေလိုပါတယ်လန်ဒန်သတင်းတောက်ကြီးကလည်းကျွန်ုပ်စကားကိုတင်ကြားနိုင်ရသမျှတလုံးမကျန်ရေးသားတင်ပြဖို့မြတ်တာရက်ခံလိုပါတယ်သတင်းတောက်ဝိုင်းလင်ကတီဘောမင်းတရားမြတ်တာရက်ခံသည့်အတိုင်းဘရင်ဆိုမင်းသမျှကိုလိုက်၍ရေးသည်ရေးပြီးသမျှကိုလည်းဘရင်အားပြန်လည်ဖတ်ပြသည်ကျွန်ုပ်ပိုင်ဆိုင်သမျှကိုလည်းအင်္ဂလိပ်တွေကိုပေးလိုက်ရပါပြီတင်တို့ကိုကျွန်ုပ်ပြောချင်တာကတော့ကျွန်ုပ်ဟာဘရင်ဖြစ်ပေမဲ့မကောင်းတဲ့အကြံဉာဏ်တွေကိုသာအပေးခံခဲ့ရသူပါကျွန်ုပ်ရဲ့ဝင်ကြီးအဖွဲ့ထဲမှာတစ္ဆာသမာဓိရှိသူအမြော်အမြင်ရှိသူရဲ့လို့အင်မတန်ရှားပါတယ်သူတို့အတုံးမကြလို့မဖြစ်ထိုက်တာတွေဖြစ်ကုန်ရတယ်ကျွန်တော်အတွက်အင်မတန်ကိုနာကြီးစရာပါပဲဒီဘောမင်းတရားမှာထို့သူမိန်ကြပြီးနောက်စကားကိုမဆက်နိုင်သေးပဲရှိသည်တစုံတရာကိုတွေးနေတယ်လို့ပင်နောက်ထပ်တင်တို့ကိုပြောခြင်းရှင်းပြခြင်းနာကတင်တို့အင်္ဂလိပ်တွေကကျွန်ုပ်ရဲ့ဆွေတော်မျိုးတော်မင်းကြီးမင်းသားတွေကိုကျွန်ုပ်ကတတ်တယ်လို့ထင်နေကြတယ်ဒါမဟုတ်ပါဘူးကျွန်ုပ်ကိုလည်းဖမ်းထားတာပဲသူတို့အားလုံးလူသက်သမားတွေလက်ချက်နဲ့ကြာဆုံးကြရတာပါကျွန်ုပ်ကိုယ်တိုင်အသက်မခံရတာကကျွန်ုပ်ဟာအင်မတန်အေးတဲ့သားတော်ပါလို့ကျွန်ုပ်ခမည်းတော်နဲ့ရော်မဆန်ခင်ကမိဖုရားကြီးကိုမိန့်ကြားခဲ့တဲ့စကားကြောင့်ပါပုံနာတော်တွေဇာတာဖွဲ့ကြတော့လဲကျွန်ုပ်ဇာတာဟာရှေ့ဆုံးကထွက်လာတာပဲမှန်တာကိုပြောရရင်ကျွန်ုပ်ဟာဘရင်တော့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဘရင်ဖြစ်ပြီးလို့9 လကြာတဲ့အထိကျွန်ုပ်ဟာဘယ်အထဲမှာမှမပါခဲ့ရဘူးဆွေတော်မျိုးတော်တွေကိုမတတ်ပါနဲ့အချင်းပဲထထားပါလို့ကျွန်ုပ်ကအမိန့်ပေးခဲ့ပါတယ်ဒါကနိုင်ငံတော်မှာဆူဆူပူပူမဖြစ်အောင်လို့ပါပဲဒါပေမဲ့မင်းကြီးမင်းသားတွေကိုတတ်ဖို့ဝင်ကြီးတွေကအမိန့်ပေးတော့ကျွန်ုပ်သားတွေကိုမသိခဲ့ရဘူး8 လကြာတဲ့အခါမှာမင်းကြီးမင်းသားတွေကိုတတ်ခဲ့တဲ့ကျွန်တော်မင်းသားကကျွန်ုပ်ကိုလည်းတတ်ဖို့ကြိုးစားခဲ့သေးတယ်တင်တို့အင်္ဂလိပ်တွေကဘာမဆိုကျွန်ုပ်လောက်တာလို့အထင်ရှိနေကြတယ်ကျွန်ုပ်နောက်မှာဘာတွေဖြစ်နေတယ်ဆိုတာကိုတော့မှန်မှန်ကန်ကန်မသိကြဘူးနောက်ပြီးကျွန်ုပ်ကိုတင်တို့အင်္ဂလိပ်တွေကအရက်သေးစားတောက်စားတဲ့ဘရင်လို့ပြောကြတယ်ဒါလည်းလုံးဝမမှန်ဘူးကျွန်ုပ်အရက်သမားမဟုတ်ဘူးဆိုတာတင်တို့တွေသိစေချင်ပါတယ်ကျွန်ုပ်ဟာဘာသာတရားကိုဂိုင်းဆိုင်တဲ့ဗုဒ္ဓဘာသာဝင်တဦးပါကျွန်ုပ်အနေနဲ့လန်ဒန်သတင်းတောက်များကိုလည်းနောက်ထပ်တွေ့ဆုံလိုပါသေးတယ်ဗိုလ်ချုပ်ကြီးပရင်တာကတ်နဲ့အတူနောက်တစ်ခေါက်လာစီလိုပါတယ်ဒီဘောမင်းတရားကနိုင်ငံသားသတင်းတောက်များကိုထို့သို့ရှင်းပြမှုပြုခဲ့သည်
နောက်ထပ်လာရောက်တွေ့ဆုံကြရန်မိန့်တော်မူခဲ့တော်လဲတွေ့ဆုံရမှုမှာထိုတစ်ကြိမ်သာရှိခဲ့သည်နောက်တစ်နေ့တွင်မင်းနှင့်မိဖုရားတို့ရန်နာပုံရွှေနန်းကိုထားရကပါတော်မူခဲ့ရကြသည်တရင်တော်များကိုတီဘောမင်းတရားရှင်းလင်းပြောကြားခဲ့သည့်စကားတို့မှာကုန်းမောင်ဆက်နောက်ဆုံးခေတ်မြန်မာပြည်တစ်ပါး၏တမိုင်းဝင်စကားများသာဖြစ်ပါသည်ထိုစကားများအရမြန်မာတို့၏နန်းတွင်မိမြရှုပ်ထွေးခဲ့သည်ကြာစပလင်နောက်ကွယ်မှကျိုးကင်ချဲလဲနေသူများနှင့်ကျိုးဆွဲခံဘရင်တစ်ပါး၏အဖြစ်ကိုခံစားနားလည်နိုင်ကြရမည်ဖြစ်ပါသည်စုဖျားလက်ရှင်တန်အရှိမိဖုရားကောင်ကြီးစုဖျားလက်သည်ရန်နာဂီရီမှမြန်မာပြည်သို့ပြန်လည်ရောက်ရှိလာစဉ်အင်္ဂလိပ်တို့၏အစီအစဉ်အရအမှတ်23ချာချီလန်ယခုကိုမင်းကိုချင်းလန်စိုင်တော်တွင်ဆန်နေခဲ့ကြရကြောင်းရှိတွင်တင်ပြခဲ့ပြီးဖြစ်ပါသည်ထို့သို့ဆန်နေတော်မူရာတွင်မိဖုရားကြီးအားလာရောက်ခစားကြသူများတွင်ကတိကဦးသက်တင်လည်းပါရှိခဲ့သည်ကတိကဦးသက်တင်သည်ထင်ရှားသည့်တမိုင်းပညာရှင်ဖြစ်ပြီးမျိုးချစ်ပုဂ္ဂိုလ်တဦးလည်းဖြစ်သည်တမိုင်းဆိုင်ရာတန်ဖိုးရှိသည့်စာအုပ်စာတမ်းများကိုလည်းရေးသားပြုစုခဲ့သူဖြစ်သည်ကတိကဦးသက်တင်သည်မိဖုရားကြီးစုဖုရားလက်နှင့်တွေ့ဆုံခဲ့စဉ်တွင်သိရှိလိုသမျှတမိုင်းအတွက်အလွန်အရေးပါသည့်အကြောင်းအရာများကိုရှောက်ထားမေးမြန်းကနေစွဲနှင့်တကွအတိအကျမှတ်တမ်းပြုခဲ့သည်ယခုကတိကဦးသက်တင်၏မေးမြန်းချက်များနှင့်အရှင်မိဖုရားကောင်ကြီးစုဖုရားလက်၏ရှင်းလင်းဖြေကြားချက်များကိုကလုံးတပါဓာများနှုတ်ပယ်ခြင်းမပြုဘဲမူရင်းအတိုင်းတင်ပြလိုက်ပါသည်တွေ့ဆုံလျှောက်ထားမေးမြန်းသည့်အကြိမ်မှာ3ကြိမ်ရှိခဲ့ပြီးနေ့ရက်များကိုအတိအကျဖော်ပြရလျင်1922ခုနှစ်ဒီဇင်ဘာလ24ရက်31ရက်နှင့်1923ခုနှစ်ဇန်နဝါရီလ9ရက်နေ့တို့တွင်ဖြစ်သည်မေခွန်း1ဦးကောင်းလိန်ထုတ်တီဘောပြုတ်ဟုစီးပန်းနီဆရာတော်စာထိုးခြင်းနှင့်ပတ်သက်၍ဘာများအမိန့်ရှိလိုပါသလဲဖေဟာအဖြေဆရာတော်ပြောတာမှန်တယ်မြို့ခံများအားလုံး၏ပုံစံပတ်နက်များကိုအင်္ဂလိပ်မဟာမင်းကြီးထံကင်းဝန်ဦးကောင်းပဲတိတ်တဆိတ်ခိုးပို့တယ်ပြင်သစ်နဲ့မဟာမိတ်ဖွဲ့တဲ့စာချုပ်မိတ်တို့ကိုအင်္ဂလိပ်ထံခိုးပို့တာလဲသူပဲနိုင်ငံတော်ကိုချီတက်သိမ်းဖို့အင်္ဂလိပ်ကိုတိတ်တိတ်မှာသားတာလဲသူပဲဒီနံမှာထပြီးကလားပြည်ပူတကေနဲ့ပို့ရန်အကြံပေးတာလဲသူပဲသို့ပေမဲ့အင်္ဂလိပ်ကသူတို့ပိုင်တဲ့အတွင်းရန်နာဂေရီတို့စုဖျားလက်တို့ကိုပို့လိုက်တယ်သူကအနောက်ဘက်လွန်မင်းရဲ့တုံပန်းပူတကေအဆက်အနွယ်ဖြစ်တယ်တစ္ဆာမရှိကျေးဇူးမဲ့တယ်မေကွန်နှင့်မဟာသွေးမဟာနွေများကိုကုတ်တီကိစ္စတွင်အရှင်တိဘောမင်းတရား၏ပယောကပါမပါသိလိုပါတယ်ဖေဟာအဖြေမောင်တော်ဖျား၏ပယောကလုံးဝမပါပါဘူးကင်းဝေါ်၏အမိန့်နှင့်လက်သုံးတော်တွေကကွပ်မျက်လိုက်ကြတာပါမောင်တော်ဖျားဟာရန်နာသုံးပါးကိုအလွန်ကြည်ညိုပါတယ်၅ပါးသီလမြဲပါတယ်ယမဆိုတရား၄ပါးနဲ့လည်းပြည့်စုံပါတယ်မင်းဖြစ်ပြီးမကြခင်၈ပါးသီလတလပတ်လုံးကျင့်သုံးစောင့်တည်ပါတယ်မောင်တော်ဤစိတ်နှလုံးနူးညံ့သိမ်မွေ့ပုံကိုအင်္ဂလိပ်ဘုရင်ခံချုပ်များကိုယ်တိုင်ချီးမွမ်းကြောင်းအကျယ်ချုပ်အရာရှိများကိုယ်တိုင်ပြောကြပါတယ်မင်းသားတွေကိုတတ်ပြီးနောက်တစ်နေ့မှာရက်ဆွဲကိုတော့စုဖျားမမှန်းမိတော့ဘူးနီလာကန်တွင်မင်းကြီးမင်းသားမူးမတ်ကြီးများတို့မောင်တော်ဤပယောကအနှင်းငယ်များမပါကြောင်းရှင်းလင်းမိန့်ကြပြီးအာဟုတို့ပြုလင်ဘဲကဲ့သို့အပြစ်ရှိသည်များကိုမောင်တော်တရားဟောကြပါသေးတယ်မောင်တော်မသိပဲဝင်ကြီးအတွင်းဝန်လက်သုံးတော်တို့မြည်သူကိုမှတည်တယ်မပေးရလို့အမိန့်တော်ထုတ်ပါသေးတယ်ကလပ်ဖြူအချို့ကမောင်တော်အပေါ်အပြစ်ဖို့ကြတာကိုအမားတော်မြဲမောင်ဆန်ရွှေထံကစုဖျားလဲကြားရပါတယ်မောင်တော်ဟာနန်းမွေဆက်ခံနိုင်တဲ့တဦးတည်းသောမင်းသားပါမိဖုရားကြီးတဦးဦးမှမွေးတဲ့မင်းသားသာလျှင်နန်းမွေဆက်ခံနိုင်ပါတယ်အဆောင်ရမိဖုရားအခန်းရမိဖုရားကိုလုတ်တော်များကမွေးတဲ့အကိုတွေညီတွေကနန်းငုဖို့ကြံစီအားထုတ်ကြတာကိုမောင်တော်သိပေမဲ့မခွတ်မြတ်ခိုင်းပါဘူးအကျေကျုံနဲ့ထားခိုင်းပါတယ်မောင်တော်အမိပြအောင်ကင်းဝန်ကအင်္ဂလိပ်ပယောဂနဲ့မင်းသားလက်မင်းသားငယ်တွေကိုတပ်ပစ်ခိုင်းတာပါပဲထိုကိစ္စနဲ့ပတ်သက်ပြီးမောင်တော်ကကင်းဝန်ကိုယာဒူးမှခဏချထားဖို့ပါတယ်အဲ့ဒါကိုတေးထားပြီးမောင်တော်နဲ့နိုင်ငံတော်ကိုအင်္ဂလိပ်ထံရောင်းစားတာပါပဲအင်္ဂလိပ်နိုင်ငံတော်ကအကြီးဆုံးဘွဲ့ကိုသူရတယ်လို့မောင်ဆန်ရွှေကရှောက်ဖူးတယ်မောင်တော်နဲ့စုဖျားတို့ကမန္တလေးကဆရာတော်ဖျားများထံကိုအလူငွေများသူကတဆင့်ပို့ခိုင်းတာကို
သူကကန့်ကွက်ဖို့တဲ့အတိအထိကျေးဇူးကမ်းတယ်မေခွန်းသုံးပါတော်မူငန်းကိုသိလိုပါတယ်ဖေဟာအဖြစ်မောင်တော်ဒီပေါ်မင်းကစင်စီပြီးတင်မောစိတ်ကိုသွားလို့ကြောင်းပြောတော့လေအင်္ဂလိပ်ဗိုလ်ချုပ်ကြီးကဗီယိုလဲနဲ့သွားရမယ်လို့ပြောတယ်မောင်တော်ဖះကဘသူလဲနဲ့သွားရမယ်လို့မေးတော့အမြောက်ဝံမဘိန်းမျိုးစားရွှေတိုက်ဝံပေါက်မြိုင်မျိုးစားတို့ရဲ့လဲများနဲ့သွားရမယ်လို့ခင်းဝံကဝင်ပြောတယ်မောင်တော်နဲ့စုဖះကလေးတို့၃ယောက်ကတစည်းမေတော်စင်ပြူမရှင်စုဖះကြီးသမီးတော်နှစ်ပါးတို့ကတစည်းဂေါဝိန်စိတ်တို့ဆင်ကြရတယ်အထိန်တော်၃ပါးဘွဲရအပြိုတော်၃ပါးဘွဲမရသေးတဲ့အပြိုတော်၈ပါးတို့ကရှေးလင်းလိုက်ကြရတယ်စုဖះတို့လဲကိုပင်တလဲဝန်တောင်းနဲ့ဝမစော့ဝန်တောင်းတို့ကထီးဖြူတလက်စီမိုးလို့ခြေလင်းလိုက်ပို့ကြတယ်ကင်းဝံကသူ့လဲနဲ့သင်္ဘောစိတ်တို့ကြိုတင်သွားနေတယ်ရန်ကုန်ထိသင်္ဘောပေါ်မှာသူ့ပါလာတော့လဲအင်္ဂလိပ်စစ်ဗိုလ်ကြီးတဦးနဲ့သူ့ဖတ်သားနေတယ်စုဖျားတို့ရဲ့ကျေးဇူးတွေကိုသူ့မေ့ပြစ်လိုက်ပြီမေကွန်လေးအရှင်မိဖုရားကြီး၏ဘဝမှတ်တိုင်များကိုအနှဲငယ်သိလိုပါတယ်ဖေဟာအဖြစ်ရှစ်နှစ်သမီးနာထွင်ဒန်စင်မင်္ဂလာမြတောင်မြို့ကိုစားရ15နှစ်သမီးတွင်သမီးတော်ကိုပထမဆုံးပိတ်သိက်သွင်းရညီမတော်ရမဲသင်းစားကဒုတိယပိတ်သိက်သွင်းရအမတော်မိုင်းနောင်စားကတတိယပိတ်သိက်သွင်းရဆက်လဲမင်းသမီးကစတုထပိတ်သိက်သွင်းရ16နှစ်သမီးတွင်ဒီဘေးရင်နှင့်မန်လေမြို့မြောင်ဖြည့်စားရ18နှစ်သမီးတွင်ထီးမိုးရင်ခံဘဝဖြစ်ထီးလိုင်ရွာများအတနာခံရအမတော်များနှင့်ညီမတော်များလည်းထီးမိုးရင်ခံဖြစ်ကြဆလင်မင်းသမီးလည်းတပြိုင်နက်ဖြစ်တယ်19နှစ်သမီးတွင်မိဖုရားကောင်ဖြစ်26နှစ်မှာနန်းမလျှောရဏဂိရိယ58နှစ်မှာမုတ်ဆိုးမဖြစ်ယခုပလဲစင်ကုန်းရောက်နေပြီပေါ့စုဖျားကတော့ပလဲဒီဟာလို့အမည်ပေးထားတယ်နန်းမရိတ်တာတို့ဆင်းရိတ်တာမအိမ်တို့တက်တဆင်းနဲ့ဆင်းလာခဲ့တာ38နှစ်ရှိပြီပေါ့တောင်ဝေကရနေတာအဲ့ဒီလောက်ကြာပြီနေဆာတရားကိုအခြားမှာရှာစရာမလိုစုဖျားကိုယ်တိုင်ကိုတွေ့ဖြစ်နေပြီအင်္ဂလိပ်တို့စိုးမိုးခြင်းကိုပြင်သစ်နဲ့ပေါင်းပြီးတော်လန်ခြင်းနဲ့မောင်နဲ့စုဖျားတို့ဟာဖြစ်ချင်တိုင်းမဖြစ်ချင်တာဖြစ်နေခဲ့ရတယ်မွေးတုံးကတော့လွတ်လပ်တဲ့မြန်မာမင်းကလေးတယောက်ပေါ့အင်္ဂလိပ်ကျွန်းအဖြစ်နဲ့တည်ရမှာဆက်ဆုပ်လာပါတယ်ကွယ်မေကွန်ကနိုင်ငံရေးမှာမိဖုရားကြီးဘယ်အထိပါဝင်ခဲ့ပါသလဲအဖြစ်ဘလောက်မှမပါဝင်ခဲ့ပါဘူးလူမန်းသည့်တဲ့အရွယ်မှမိဖုရားကြီးဖြစ်တဲ့အချိန်ထိဘာသာရေးစာပေနဲ့အချိန်ကုန်ခဲ့တယ်ဗေဒင်ပညာကိုအနှဲငယ်သာဖတ်ဖူးတယ်နိုင်ငံရေးဝင်ဆွတ်ဖို့စုဖျားမှာအကွက်မရှိပါဘူးမောင်တော်ဖျားကနန်းတက်ပြီးတလကျော်အကြာမှာဝန်ကြီးနဲ့ဝန်ထောက်14ဦးအား14ဌာနခွဲဝေပေးပြီးနိုင်ငံတော်ကိုအုပ်ချုပ်စေပါတယ်1948ခုနှစ်ကစားမုံလာဇန်တရက်မှာဝန်ကြီးအတွင်းဝန်တို့နဲ့နနက်ညီလာခံတွင်အင်္ဂလိပ်ကိုစစ်တိုက်တဲ့မတိုက်တဲ့ဆွေးနွေးတိုင်ပင်ကြတဲ့အခါမှာတိုင်းပြည်အတွက်ပူပန်စိုးရင်လို့မောင်တော်ဘုရားထံအခွင့်တောင်းပြီးအတွင်းညီလာခံသို့တစ်ချိန်တစ်ခါတည်းတက်နားထောင်မှုတယ်ဝန်ကြီး73ပါးတို့ကစစ်တိုက်ဖို့သဘောတူကြတယ်ကင်းဝွန်တို့ဦးတွေကစစ်မတိုက်ရန်တင်လျှောက်ပါတယ်အဲ့ဒီတော့စုဖျားရဲ့ပွဲလန်းဝင်ရွှေကြည်ထိုးထမိန်နဲ့စုဖျားရဲ့နန့်တာသွေးကြောက်ပြင်းများကိုအပြိုတော်တဦးအားယူခိုင်းပြီးသူ့ကိုဆုချလိုက်ပါတယ်မောင်တော်ဖျားကအဲ့ဒီညီလာခံမှာစစ်တိုက်မဲ့ရာဇသံကိုထုတ်ပြန်လိုက်တယ်ကင်းဝွန်ဟာစုဖျားပေးတဲ့ဆုများကိုယူပြီးညီလာခံမှပြန်သွားတယ်နောက်စစ်ဖြစ်တော့လဲမောင်တော်ဖျားမတိရဘဲနဲ့မြစ်စင်တလျှောက်ခံမျိုးတွေကိုအင်္ဂလိပ်ကိုမတိုက်ရန်တိတ်တိတ်ကြီးနှန်းနဲ့သူ့အမိတ်ပေးခဲ့တယ်သစ္စာဖောက်ကြီးပဲသမိုင်းပညာရှင်ကြီးကတိကဦးသက်တင်အားမိဖုရားကောင်ကြီးစုဖျားလက်မကွေလွန်မီကရှင်းလင်းဖြေကြားခဲ့ချက်များပင်ဖြစ်သည်မိဖုရားကောင်ကြီးရှင်းလင်းဖြေကြားခဲ့သည်များကာယကံရှင်ကိုယ်တိုင်ဤပြောကြားစများဖြစ်သည်ဖြင့်သမိုင်းဆိုင်ရာတန်ဖိုးမဖြတ်နိုင်သည့်အကြောင်းအရာအဖြစ်အပျက်များဟုဆိုရပါလိမ့်မည်ဤဆောင်အုပ်ကိုအဓိကပြုစုရခြင်းရည်ရွယ်ချက်မှာလည်းကုန်းပေါင်ဆက်နောက်ဆုံးခေတ်၏အဖြစ်အပျက်များနှင့်ကာယကံရှင်များဖြစ်ကြသည့်မြန်မာနိုင်ငံ၏နောက်ဆုံးပြင်ဖြစ်သည့်တိဘောမင်းတရားနှင့်မိဖုရားကောင်ယေရှုဖျားလက်တို့၏ရှင်းလင်းဖြေကြားမိတ်ဆိုတော်မူချက်များကိုတင်ပြလို၍ဖြစ်သည်တမိုင်းစာပေ၌မွေလျော်သူများနှင့်စာဖတ်သူများအနေနှင့်ပါတော်မူဖြစ်ရဲ့အကြောင်းရင်းခံများကိုကြိုးကြောင်းညှော်မြင်နှိုင်းရှင်စဉ်းစားပြီး
အဖြေရှာနိုင်မည်ဆိုပါကဤစာအုပ်ကိုပြုစုကြိုးနပ်ပြီဟုရေးလိုပါသည်ကောင်းထက်ဖုံးထားကွယ်ထားသည့်ခြားကသတင်းတောက်ဝိုင်လင်၏သတင်းဆောင်မှာနန်းတွင်ရန်နာများအင်္ဂလိပ်တို့လက်သို့ရောက်သွားကြောင်းသက်သေခံတစ်ခုဖြစ်လာသည်တီဘောပင်နှင့်ပတ်သက်ပြီးသတင်းတောက်ဝိုင်လင်ရေးသားသည့်သတင်းဆောင်ပါကဒီဇင်ဘာလ9 ရက်နေ့တွင်ထုတ်ဝေသော London Times သတင်းစာတွင်ပါလာခဲ့သည်ထိုနေ့ကကာနယ်စလီတင်သည်တီဘောပင်အားတွေ့ဆုံခဲ့သည်ထိုသို့တွေ့ဆုံခြင်းတွင်သတင်းတောက်ဝိုင်လင်မှာစလီတင်အနီးတွင်ရှိနေခဲ့သည်စလီတင်ကတီဘောပင်အားသတင်းတောက်ဝိုင်လင်နှင့်မိတ်ဆက်ပေးသည်ဝိုင်လင်ကအရှင်နှစ်ပါးကိုမိတ်လိုသည့်အကြောင်းအရာများကိုမှတ်သားပြီးသတင်းစာတွင်ထည့်သွင်းဖော်ပြလိုကြောင်းပြောဆိုခဲ့သည်ဝိုင်လင်၏သတင်းဆောင်မတွင်နန်းစဉ်ရန်နာများကိုအင်္ဂလိပ်တို့အားအနံပြီးကြောင်းတီဘောပင်ကပြောဆိုသည်ဟုပါရှိလာသည်ဝိုင်လင်ကတီဘောပင်နှင့်တွေ့ဆုံကန်အပြင်တက်ထိန်ပုံမူကလူများကိုစီတန်းပြီးတနက်ဖြန်ပြတ်သက်စဉ်တပုံရိုက်ယူထားသည့်ဆိုသည့်သတင်းကိုပါသတင်းစာတွင်ရေးသားခဲ့သည်ထို့ကြောင့် General Printergate ကဝိုင်လင်အားရန်ကုန်သို့နှင်ထုတ်လိုက်သည် General Printergate သည်မန္တလေးမြို့ကိုစစ်ဥပဒေMartial Law ဖြင့်အုပ်ချုပ်သည်အုပ်ချုပ်ရေးအတွက်စနစ်တကျမစီစဉ်ရသေးသဖြင့်မြန်မာဝန်ကြီးများအမှုထမ်းများကိုဆက်လက်တာဝန်ပေးပြီးလွှတ်တော်မှနေ၍အုပ်ချုပ်ခဲ့သည်အင်္ဂလိပ်မုန်းတီးရေးသမားဖြစ်သောတိုင်သားမင်းကြီးကိုလွှတ်တော်တွင်ပြန်ပြီးတာဝန်ပေးသည်သို့သောတလမပြေခင်မှာပင်တိုင်သားမင်းကြီးကိုဖမ်းပြီးနေနေတမ်းပေးလိုက်ပြီးထို့နောက်စစ်အုပ်ချုပ်ရေးကိုရုပ်သိမ်းပြီးမြို့ပြအုပ်ချုပ်ရေးစတင်ရန်မဟာဝန်ရှင်တော်မင်းကြီးဘာနတ်ခေါင်းဆောင်သောအဖွဲ့ဒီဇင်ဘာလ15 ရက်နေ့တွင်မန္တလေးသို့ရောက်လာသည်ထိုအချိန်တွင်မန္တလေးနန်းတော်ကြီးအတွင်း၌အင်္ဂလိပ်တို့၎င်းတို့သဘောကျနေကြသည်နန်းတွင်ရှိအဆောင်များမှာအင်္ဂလိပ်ရာရှိများနေထိုင်စရာတွေဖြစ်လာသည်ညီလာခံအဆောင်မှာခရစ်ယာန်ဘုရားကျောင်းအဖြစ်မိဖုရားကြီးအဆောင်မှာကလပ်ဖြစ်ခဲ့ပြီးနန်းတော်ကြီးပတ်ဝန်းကျင်ရှိမူမတ်တို့၏နေအိမ်တို့မှာစစ်တမ်းလျာစားတောက်ခန်းမှအရာရှိအိမ်စသည်တို့ဖြစ်လာကြသည်မြန်မာမူမတ်များဝင်းကြီးများမှနန်းမြို့ပြင်သို့ပြောင်းရွှေ့မြေစားရသည်ဝင်းရှင်တော်မင်းကြီးဘာနတ်တို့ရောက်ရှိလာသည့်အခါတွင်နန်းတော်အတွင်းရှိအပြက်စီးများကိုတတိပြုမိသည်ဖယိုဖယဲပြန့်ကျဲနေသောရွှေတိုက်စရင်လွတ်တော်မှတ်တမ်းစသည်တို့ကိုရနိုင်သလောက်စုဆောင်ထိန်သိမ်းသည်ဘာနတ်သည်မြို့ပြအုပ်ချုပ်ရေးတွင်မြန်မာဝန်ကြီးများကိုရခိုင်အတိုင်းအုပ်ချုပ်ရန်တာဝန်ဆက်ပေးသည်အင်္ဂလိပ်တို့သည်အထက်မြန်မာနိုင်ငံကိုအုပ်ချုပ်ရန်အတွက်ဆုံးဖြတ်ချက်မချနိုင်သေးပဲရှိသည်မြန်မာအချို့ကလည်းအင်္ဂလိပ်တို့သည်မြန်မာမင်းသားတစ်ပါးမှကိုနန်းတင်လိမ့်မည်ဟုမျှော်လင့်နေကြသည်တီဘောပင်ပါတော်မူပြီး2 လပွဲခန့်အကြာ1886ဖေဖော်ဝါရီလ12 ရက်နေ့တွင်အိန္ဒိယဘုရင်ခံချုပ် Lord Dufferin မန္တလေးသို့ရောက်လာပြီးဝန်ကြီးများမူးမတ်များနှင့်တွေ့ဆုံသည် Dufferin ကအထက်မြန်မာပြည်ကိုသိမ်းပိုက်လိုက်ကြောင်းဖွင့်ဟပြောကြားသည်အဆောင်ရှောက်ခံနိုင်ငံအဖြစ်မင်းသားတစ်ပါးကိုနန်းတင်ပြီးအုပ်ချုပ်မှာမဟုတ်ကြောင်းကိုဆိုလိုခြင်းဖြစ်သည်ထို့နောက်တွင်မြန်မာပြည်အထက်နှင့်အောက်မှာအိန္ဒိယအင်ပါယာ၏ပြည်နယ်တစ်ခုအဖြစ်ထည့်သွင်းခြင်းကိုခံရသည်ဧပြီလတွင်လွှတ်တော်ကိုဖျက်သိမ်းလိုက်သည်ဝန်ကြီးများနှင့်ဘူးမတ်အများစုကိုအငြိမ်းစားပေးလိုက်ပြီးကင်းဝံမင်းကြီးတောင်ခွေမင်းကြီးပင်းအတွင်းဝန်ပေါမြိုင်အတွင်းဝန်နှင့်ပင်းဝန်တောက်တို့ကိုအကြံပေးများအဖြစ်ဆက်လက်ခံထားသည်အင်္ဂလိပ်တို့သည်လိုအပ်သည့်အချိန်တွင်မြန်မာဝန်ကြီးများကိုယာတူးပေးလစာပေးပြီးခံထားခဲ့တော်လဲအုပ်ချုပ်ရေးခိုင်မဲပြီးမြန်မာဝန်ကြီးများ၏အကူအညီကိုမလိုအပ်တော့ဟုယူဆသည့်အချိန်တွင်၎င်းတို့ကိုပါအငြိမ်းစားပေးလိုက်သည်အင်္ဂလိပ်တို့သည်ရိုးသားသောယုံလေသောမြန်မာတို့ကိုမျှော်လင့်ချက်များပေးပြီးသိမ်းခဲ့ရာတွင်ကျွမ်းကျင်လာသည်အင်္ဂလိပ်တို့ကမြန်မာပြည်ရှိခြင်းကအတိုင်းဖြစ်စေရန်မန္တလေးမြို့တော်တွင်ဗဟိုစီတံမှန်မှန်ကြားရစေရန်စီစဉ်ခဲ့သည်သို့သော၎င်းတို့၏အုပ်ချုပ်ရေးခိုင်မာပြီးဟုယူဆရသည့်ဩဂုတ်လတွင်ဗဟိုစီတံမှရပ်ဆိုင်းသွားသည်ဗဟိုစီမှလည်းပြကိုက်သို့ရောက်ရှိသွားခဲ့သည်အိန္ဒိယဘုရင်ခံချုပ် Lord Dufferin လာရောက်ခဲ့စဉ်ကလည်းအချို့သက်သောစကားများဖြင့်မြန်မာတို့ကိုဆွဲဆောင်စီယုံခဲ့သည်မြန်မာဘုရင်အပြစ်အနာအဆာများကိုပုံကြီးချဲ့ပြကမြန်မာဘုရင်အားမုန်းတီးစိတ်ဝင်အောင်ကြိုးစားခဲ့သည်အိန္ဒိယဘုရင်ခံချုပ်ရောက်ရှိနေစဉ်တွင်ဝန်ကြီးမူးမတ်ဟောင်းများကအစီရင်ခံလျှောက်ထားစာ2 စောင်တင်သွင်းခဲ့သည်ပထမစာတစ်စောင်မှာဘုရင်ခံချုပ်အားစုမုံကောင်းတောင်းသောစာဖြစ်သည်ဒုတိယစာမှာစစ်အတွင်းအင်းဝခံတပ်ကိုတိုက်ခိုက်မည်အပြုတွင်မြန်မာပြည်နှင့်မူးမတ်တို့ကစစ်ပီနှင်းလို၍ကိုယ်စားလှယ်လွတ်က
ဆွေးနွေးညှိနှိုင်းစဉ်ကာနယ်စလီတင်ကမဟာမိတ်စာချုပ်အသစ်ချုပ်ဆိုပြီးသည့်နောက်တွင်မြန်မာမင်းနှင့်မူမတ်တို့ကိုဒိုလာမျှော်လင့်သည့်အခွင့်အရေးများရစီမည်ဟုဆိုခဲ့သဖြင့်ထိုစကားကိုယုံကြည်ပြီးမြန်မာပြည်နှင့်တပနန်းနေပြည်တော်ကိုအင်္ဂလိပ်တို့လက်သို့လွှဲအပ်ခဲ့သည်ယခုစစ်မှတ်ရေးရာတို့ပြည်ငင်းပြီးဖြစ်ရာမြန်မာတို့မျှော်လင့်နေသောတရားသဖြင့်အုပ်ချုပ်မည်မင်းတစ်ပါးကိုထိနှံတင်ခွင့်တောက်ခံကြခြင်းဖြစ်သည်ထိုစာကိုကင်းဝန်မင်းကြီးတောင်ခွေမင်းကြီးလေတင်းအတွင်းဝန်ပင်အတွင်းဝန်ရွှေတိုက်အတွင်းဝန်မြို့သစ်အတွင်းဝန်ကြောင်မြောက်အတွင်းဝန်မိုင်းခိုင်အတွင်းဝန်မြို့ဝန်ကျင်းတော်မြို့ဆောင်ရွှေလန်မြို့ဝန်အကဘာမြို့ဝန်မိုးတောင်းဝန်တော်ဝမ်မစော့ဝန်တော်ပင်တလဲဝန်တော်ညောင်ဝန်းဝန်တော်ရင်ညာဝန်တော်ဆရာဝန်တော်နှင့်တပင်းဝန်တော်တို့18ဦးကလက်မှတ်ရေးထိုးကြသည်ဒါဖရင်ကမြန်မာဝန်ကြီးမှုမှတ်များ၏တင်လျှောက်စာကိုလက်မခံမြန်မာတို့၏လိုလားချက်ကိုအတိအမှတ်မပြုဘဲနေသည်ဒါဖရင်လောက်ကင်ပေါ်မှာသူတို့အလိုရှိခြင်းကခေါ်ယူအသုံးပြုခဲ့အကူအညီတောင်းခဲ့သောမြန်မာဝန်ကြီးမှုမှတ်တို့ကိုအရေးမထားဆောင်ပြသလိုက်ခြင်းနှင့်မြန်မာမှုမှတ်တို့အားတိတ်ခါချလိုက်ခြင်းပဲဖြစ်သည်ဒါဖရင်ကဂုံပြုဧခံညစာစားပွဲတစ်ခုတွင်၎င်းတို့သည်မြန်မာပြည်ရက်စက်မှုညံ့ပြင်းမှုကြောင့်မလွဲမကင်းသောငွေကုန်ကြီးကြခံနာမည်ပြတ်ခံပြီးမြန်မာပြည်ကိုတင်ပိုက်လိုက်အခြင်းဖြစ်ကြောင်းတီဘောဘရင်သည်အုတ်ချုပ်ရင်းညံ့ပြင်းရုံနာမကတိုင်းသူပြည်သားများကိုနှိပ်စက်ခဲ့ကြောင်းစသည့်စကားများကိုပြောဆိုသည်ဒါဖရင်ကဲ့သို့ပင်အင်္ဂလိပ်အရာရှိတို့ကလည်းမြန်မာတို့အားမိမိတို့၏ဘရင်ကိုအထင်သေးအောင်မုန်းသည့်အောင်အထောက်အထားအာဏာပိုင်လွတ်လပ်သည့်ဘဝကိုမေ့လျော့သွားအောင်ပြောဆိုခဲ့ကြသည်တို့အားဖြင့်မြန်မာတို့၏ဇာတိမန်ဇာတိသွေးမှာအေးဆက်လာခဲ့ရပြီးအင်္ဂလိပ်တို့အားကိုးလိုစိတ်များကကြီးထွားလာခဲ့ရသည်သွေးတို့ဖြင့်နီပညာရှိလျက်တတိပေါ်လို့ကိုတော့နယ်မားပလေအများအော်ဟစ်ယထာဘော်ကတရားတော်လစ်ထဲ့မီနေရကြကရုအရှင်ဖြစ်လို့မို့ကျင်ချစ်စားနာလင်းပြစ်တာသာပို့ကြရော့တီဘောဘရင်မှာအာမန်လျှော့ပြီးနေချေအင်္ဂလိပ်တို့ဖမ်းဆီးခေါ်ဆောင်ရာသို့ပါသွားခဲ့ရလေပြီ1885ခုမှ1886ထိတနှစ်ပတ်လုံးတွင်အင်္ဂလိပ်တို့မှအောင်ခွေရတင်ရာအဖြစ်ဂုံဝင်နေခဲ့သည်မြန်မာတွေခေါင်းမထူနိုင်တော့သူတို့၏ဖဏအောက်တွင်ပြပြဝတ်နေရပြီဟုအင်္ဂလိပ်တို့ကထင်မှတ်ခဲ့ကြသည်ပါတော်မူပြီးကာလတွင်မြန်မာတို့သည်ဖြစ်ရမှန်ကိုသဘောမပေါက်နိုင်သေးပဲတွေ့ဝေနေခဲ့ကြသည်အပြောင်းလဲတစ်ခုခုတော့ဖြစ်လာလိမ့်မည်ဟုမျှော်လင့်ဆောင်သားနေခဲ့ကြသည်နေထက်ကျူးကျော်သူတို့အပေါ်ညှို့ဆုခြင်းမရှိဖောဖောရွေ့ရွေ့ပြူပြူငါငါပြောဆိုဆက်ဆံနေခဲ့ကြသည်ထိုအချိန်၌နေပြည်တော်မှာတာယာငင်းချမ်းနေတကယ်သို့ရှိပြီးသို့သောနေပြည်တော်ရှိအမှုထမ်းအရာထမ်းဟောင်းများသည်ဖြစ်ရမှန်ကိုသဘောပေါက်လာသည်နှင့်နေချဲတို့ကိုမလိုလားရကောင်းမှန်းသိလာကြသည်နေချဲကိုတော်လန်နေသူတို့အားအင်တိုက်အားတိုက်ကူညီကြသည်လူများစုသည်နေချဲအင်္ဂလိပ်တို့အားစန့်ကျင်နိုင်သည့်နီလန်းရှိသမျှစန့်ကျင်လာခဲ့ကြသည်ဘရင်ဖုံးရိပ်ကွယ်ပြောက်စာတွင်ရောင်လဲလဲစံတဝါဝါဖြစ်နေရမှရေဘေးမီးဘေးငတ်မော့ခေါင်းပါခြင်းပေးများတဲ့ငါရက်တည်၍မရဖြစ်ခဲ့သောပြည်သူတို့သည်မိမိတို့အားအကာအကွယ်မဲ့အောင်ပြုလုပ်ခဲ့သည့်နေချဲအင်္ဂလိပ်တို့အပေါ်နာကြီးစိတ်ဝင်လာကအသက်ကိုအသက်ချင်းသွေးကိုသွေးချင်းချင်းပြီးတော်လန်တိုက်ခိုက်တော်မှသာလွတ်မြောက်နိုင်တော်မူမှန်းတိလာပြီးနေချဲအင်္ဂလိပ်တို့ကိုစားရှိသမျှလောက်ကင်လာကြသည်သူကြုံမခံလိုစိမ့်နှင့်အင်္ဂလိပ်တို့အားတော်လန်တိုက်ခိုက်မှုတို့မှာအနေနဲ့အရရက်တွင်ပေါ်ပေါက်လာသည်ပုပ်ပါမှဘိုလတ်ကျော်ဇီးပင်ကြီးမှရင်ဆိုင်မင်းသားဝန်းတိုစော်ပွားကြောက်စဲမှပိုတာကျန်စင်တီကျုံးမှဦးအိုးတမပကံမှဘိုးချိုးနတ်မောက်မှဘိုမင်းရောင်ဝဲလောင်မှဘိုရယွန်းနဖဲမှဘိုဆွဲရှိမကားမှဘိုရိပ်မင်းတုံးမှဘိုရွဲချင်းတွင်းမှရွှေကြိုးဖြူမင်းသားတို့ခေါင်းဆောင်သည့်မြမမျိုးချစ်တပ်သားများသည်အင်္ဂလိပ်တို့အားရရလက်နက်ဆွဲကင်ပြီးတော်လန်တိုက်ခိုက်ကြသည်ချောင်းကမင်းသားစောရံပိုင်နှင့်စောရံနိုင်တို့ကအင်းဝနယ်အနီးတစ်ဝိုက်တွင်အခြေစိုက်ပြီးအင်္ဂလိပ်တို့အားတော်လန်တိုက်ခိုက်သည်မက်ခရာကိုတော်ကြီး၏တားတော်နှစ်ပါးဖြစ်သောစောရံနိုင်နှင့်စောရံပိုင်တို့မှာအသက်ငယ်ရွယ်သူများဖြစ်ကြသည်စောရံပိုင်မင်းသားကအသက်15နှစ်စောရံနိုင်မင်းသားကအသက်12နှစ်သာရှိကြသေးသည်မင်းတို့မိသားတော်ညင်းဆိုင်မင်းသားသူတို့မီးရဲ့ရှိန်မှာအသက်20ဝန်းကျင်သာရှိသည်
ခေါင်းဆောင်မင်းသားများမှာအသက်ငယ်ရွယ်သူအတွေ့အကြုံနုနယ်သူများဖြစ်ကြပြီးသူတို့အနည်းတွင်ထိမ့်သိမ့်ပေးမည်ဆွေမျိုးသားချင်းများလူယုံများကရှိကြသည်မြင်းဆိုင်မင်းသားသည်ဘိုးမြတ်မော်တကြီးဦးမင်းဘိုးတိန်ဒီစော်ဝိုင်းဤသားဆက်နော်မောင်တို့နှင့်အတူကြောက်စိန်နယ်မှခုခံတိုက်ခိုက်ခဲ့ကြသည်မြင်းဆိုင်မင်းသားသည်သူ၏နောက်လိုက်များနှင့်အတူအင်္ဂလိပ်တို့အားပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီး6 လခန့်အကြာတွင်ငှက်ဖျားယောဂါဆွဲကပ်ကရှမ်းပြည်နယ်ရွာငံရွာတွင်ကံတော်ကုန်ခဲ့သည်စောရန်နိုင်မင်းသားတို့အနက်စောရန်ပိုင်မှာတိုက်ခိုက်ရင်အင်္ဂလိပ်တို့၏ဖမ်းဆီးခြင်းခံရကအိန္ဒိယနိုင်ငံကာလကတ္တာသို့အပုတ်ခံရသည်စောရန်နိုင်သည်ကချင်ဒူဝါများနှင့်ပေါင်းကတိုက်ပွဲဝင်ရင်းဗမော်မှတက်ဆင်တရုတ်ပြည်ဘက်သို့ရောက်သွားသည်အခြေအနေမလှသည့်အခါတွင်တရုတ်ပြည်သို့ဝင်ရောက်ခိုလုံခဲ့သည်အိရှိဆန်ကနောင်မင်းသား၏သားတော်လင်းပင်မင်းသားသည်အရှင်နှစ်ပါးပါတော်မူသည်နှင့်အောင်မြန်မာပြည်သို့သွားရောက်တိမ်းရှောင်နေရာမှရှမ်းပြည်နယ်ဘက်သို့ရောက်သွားကရှမ်းစော်ဘွားများနေပိုင်များကအားပေးကူညီပူးပေါင်းကနေချဲ့ကိုတော်လန်တိုက်ခိုက်ခဲ့ကြသည်ကျိုင်းတုံရက်ဆောက်နောင်မွန်လေးချောင်းစသည့်နေများမှစော်ဘွားများကနောက်ဝိုက်အင်အားရှိသည့်ကြောင့်၎င်းလင်းပင်မင်းသားကိုကြည်ညိုလေးစားပြီးခုံဝင်လာသူများကြောင့်၎င်းအင်အား2000ကျော်ကိုစုစည်းနိုင်ခဲ့သည်ကနောင်မင်းသားနှင့်မိဖုရားငယ်ရှင်ကေတို့ကဖွားမြင်သည့်မင်းသားထိတ်တင်မှတ်နှင့်ထိတ်ပင်သိန်းတို့သည်လူသွင်းအင်အားစုစည်းပြီးရွှေဘိုနယ်မှတော်လန်ကြသည်ကရားအမျိုးသားရှမ်းအမျိုးသားများကရင်အမျိုးသားချင်းအမျိုးသားနှင့်နာဂအမျိုးသားများသည်နေရအနှံ့အပြားမှနေ၍အင်္ဂလိပ်တို့ကိုတော်လှန်ကြသည်ကလေးမျိုးစားဦးခန့်နှင့်၎င်း၏တပည့်များဖြစ်သောဦးတုံမဲဦးတာတော်တို့သည်ထွေကြိုးပြူမင်းသားနှင့်ပေါင်းပြီးအင်္ဂလိပ်တို့အားတော်လှန်တိုက်ခိုက်ကြသည်အင်္ဂလိပ်တို့သည်အနေနဲ့အရရမှတိုက်ခိုက်လာသည့်တော်လှန်ရေးတပ်များကိုနှိမ်နင်းရန်အိန္ဒိယမှစစ်ကူများမှာယူရာအမြောက်တပ်ချီလင်တပ်စေးတက်စသည့်တပ်များမှတပ်သားပေါင်း3000ကျော်ရောက်ရှိလာသည်လင်းပင်မင်းသားသည်မိုးနှဲစော်ဘွားဆက်ခွန်ကြီးရက်ဆောက်စော်ဘွားဆက်ဝိုင်းမိုင်းပွန်စော်ဘွားဆက်ခွန်ကြီးကျိုင်းတုံစော်ဘွားဆက်ခန်းဖုတို့၏အကုအညီနှင့်အင်္ဂလိပ်တို့အားပြင်းပြင်းထန်ထန်တိုက်ခိုက်သည်တော်လန်တိုက်ခိုက်သူများအနက်အင်အားအကောင်းဆုံးအခွင့်တဖွဲဟုဆိုရလောက်ပြီးတိုက်ပွဲပေါင်းများစွာကိုအောင်မြင်ခဲ့သည်တောင်ငူစစ်တောင်းရွှေကျင်းပန်လင်းတဝိုက်တွင်မယန်းချောင်းဖုံးတော်ကြီးဦးဆောင်သောတိုင်းရင်းသားများကအင်္ဂလိပ်တို့အားတိုက်ခိုက်ခဲ့သည်မယန်းချောင်းဖုံးတော်ကြီးဦးဆောင်သည့်တော်လန်သူတို့ကတရားများချိုးကြီးနှန်းတိုင်များဖြန့်နှင့်အင်္ဂလိပ်တို့ကိုဒုက္ခပေးခဲ့သည်ကချင်အမျိုးသားခေါင်းဆောင်ဖုန်ကန်ဒူဝါပုတ်အိုခေါင်းဆောင်ခွန်အိုရှမ်းမျိုးသားခေါင်းဆောင်စောမောင်ထွက်လူအရှိကရားနယ်စော်ဘွားကြီးစောလဖော်ချင်းခေါင်းဆောင်ကျွန့်ပစ်ရခိုင်မျိုးသားခေါင်းဆောင်စောကြီးဘိုတန်တွဲသားကြောက်စင်းဘိုမြက်ကန်းဘိုဘိုးကြထွန်းဘိုးရွှေလဘိုးလာဘစသည့်တိုင်းရင်းသားခေါင်းဆောင်မျိုးချစ်တော်လှန်ရေးသမားတို့သည်အသက်ဆုံးရမှာကိုမကြောက်ဘဲရွရွချွချွမင်းနေထဲတို့အားခုခံတိုက်ခိုက်ခဲ့သည်အင်္ဂလိပ်တို့သည်ရှမ်းပြည်နယ်သို့တိုက်ခိုက်ရာတွင်ခုခံတိုက်ခိုက်မှုများကြောင့်အသေးအကျိအပြတ်အစည်းများခဲ့သည်ချင်းပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်စသည့်ပြည်နယ်အသီးသီးမှမျိုးချစ်များသည်မိမိတို့စုစည်းမိသောအုပ်စုနှင့်အင်္ဂလိပ်တို့အားတော်လှန်တိုက်ခိုက်ခဲ့ကြသည်ရွှေဘိုနယ်တွင်လှုပ်ရှားကအင်္ဂလိပ်တို့အားတိုက်ခိုက်နေသည့်ထိတ်တင်သိန်းတို့သည်အောင်ပွဲများစွာကိုရရှိခဲ့ကြသည်မြန်မာနိုင်ငံအနှံ့အပြားမှဆန့်ကျင်တိုက်ခိုက်မှုများသည်အင်္ဂလိပ်တို့အားသွေးပြတ်သွားစေခဲ့သည်ပါတော်မူပြီးကြတွင်အေးဆက်သွားခဲ့သောဇာတိမန်ဇာတိသွေးများတဖြည်းဖြည်းနွေးလာပြီးနောက်စိတ်အားတက်ကြွကဇာတိသွေးဇာတိမန်များပွက်ဆူလာချိန်တွင်သူ့ကျွန်မခံလိုစိတ်ကိုအသက်ပေါင်းများစွာဆက်သေးပြီးပြခဲ့ကြသည်မြန်မာနိုင်ငံတဝမ်းလုံးတွင်အနိုင်မခံအရှုံးမပေးခုခံတိုက်ခိုက်သူတို့၏သွေးတို့ဖြင့်ချင်းနေခဲ့သည်အင်္ဂလိပ်တို့သည်တပုံနှင့်အဆက်အသွယ်ရှိသည်ဟုယူဆသောမင်းဆွေမင်းမျိုးများဝန်ကြီးမူးမတ်များအမှုထမ်းဟောင်းများကိုဖမ်းဆီးကာနင်းနဲ့အပြစ်ပေးသည်ပုံကံသူတို့အားတိုင်တာမင်းကြီးရွှေလံမျိုးဝန်လှေသေးအတွင်းဝန်တို့ကနီးပေးလမ်းပြလုတ်သည်ဟုအင်္ဂလိပ်တို့ကယူဆကြသည်ထို့ကြောင့်တိုင်တာမင်းကြီးအားအိန္ဒိယသို့နင်းပြီးရွှေလံမျိုးဝန်အားစစ်တွေသို့နင်းခဲ့သည်
လေတဲ့အတွင်းဝန်ဒီအင်္ဂလိပ်တို့ကသူ့အားမတင်ကမန်းတိတီနဲ့မန်းလေးမှထွက်ခွာပြီးအိန္ဒိယနိုင်ငံအကရာသို့သွားက၄နှစ်ကြာမြနေထိုင်ခဲ့သည်မြန်မာမျိုးချစ်တို့ကအင်္ဂလိပ်တို့အားစတင်တော်လှန်စဉ်တွင်အင်္ဂလိပ်အရေးပိုင်းဝေရှင်တော်မင်းဖြစ်သောကာနက်စလီတင်သည်အမိန့်ကြော်ညာစာနှစ်ဆောင်ကိုထုတ်ပြန်ခဲ့သည်ပထမအမိန့်ကြော်ညာစာတွင်မင်းသား9ဦး၏အမည်ကိုဖော်ပြပြီးစုငွေများထုတ်သည်အကယ်၍မင်းသားများကိုယ်တိုင်ကမိမိလာရောက်အပ်နှံလေအရေးမယူဘဲကောင်းမွန်စွာစောင့်ရှောက်မည်ဟုဖော်ပြထားသည်ထိုမင်းသားတို့မှာထိတ်တင်မှတ်ထိတ်တင်သိမ်းရင်ဆိုင်မင်းသားစောရန်ပိုင်းစောရန်နိုင်တို့ပင်ဖြစ်သည်ဒုတိယစာမှာမင်းသား၏မြေးတို့အားပြန်ခေါ်ရန်ဆွေမျိုးအပေါင်းတို့အားတိုက်တွန်းသည့်အမိန့်ကြော်ညာစာဖြစ်သည်ဒေါ်တန်ပြုစုသောပရိသရိမြန်မာနိုင်ငံ၏ဇက်သည်စာမျက်နှာ256ရှိကာနက်စလီတင်၏အမိန့်ကြော်ညာစာကိုမူရင်းအတိုင်းကူးယူဖော်ပြပါမည်အမိန့်ကြော်ညာစာမင်းသားမင်းမြေးတို့ထံမြို့ရွာနေလူတို့ခိုးဝင်ကြသောကြောင့်လူအစည်းအရုံးများပြားဖျားเจ้าကံအမျိုးသားသာသနာများကိုဖျက်ဆီးအလုတ်အကင်ပြည့်ကျွင်းစင်ရဲကြီးစွာထွက်ပြေးပုန်းရှောင်နေထိုင်ကြသည်ဖြစ်၍ဆွေမျိုးသားညီတအိမ်နှင့်အတူနေလူတို့မင်းသားမင်းမြေးတို့ထံဝင်ရောက်ရှိနေသည့်များကိုအဝင်အရောက်မရှိပြန်လာငြိမ်ဝတ်နေထိုင်အောင်မိဘအကိုဆွေမျိုးအတူနေတို့ကရပ်ပေါင်း90အတွင်းပြန်ရောက်ငြိမ်ဝတ်နေထိုင်အောင်မှားထားသိမ်းခေါ်ကြစေရပ်ပေါင်း90အတွင်းရောက်လာသူတို့ကိုအမှုအပြစ်မရှိစေရငြိမ်ဝတ်စွာနေထိုင်စေရပ်ပေါင်း90ကလွန်မှပြန်ရောက်လာသူတို့ကိုမေးမြန်း၍အဖြစ်ကြီးစွာစီရင်မည်ကာနယ် E.B. စလေတင်အင်္ဂလိပ်အရေးပိုင်ဝေရှင်တန်မင်းကြီးကာနက်စလီတင်အမိန့်ကြော်ညာစာမှာထိရောက်သည်ဟုမတွေ့ခဲ့ရပုံကန်တော်လန်နေသောမင်းကြီးမင်းသားတို့မှာအင်္ဂလိပ်လက်အောက်သို့ခိုးဝင်လာကြခြင်းမရှိကြသည်အင်္ဂလိပ်တို့သည်ပရိယေအသွေးသွေးဖြင့်မြန်မာတို့အားနှိမ်နင်းခဲ့သည်အချင်းချင်းစိတ်ဝမ်းမညီမညွတ်ဖြစ်စေရန်ကြိုးစားခဲ့သည်အင်္ဂလိပ်တို့အနေနဲ့တိဘောပင်ကိုနှမ်းချရသည်မှာလွယ်ကူခဲ့တော်လဲမြန်မာတို့၏တော်လှန်ရေးအင်အားကိုငြိမ်ဝတ်အောင်နှိမ်နင်းရန်မှာမူကြီးမားသောအခက်ခဲကြီးတစ်ရပ်ဖြစ်နေတော်သည်အကျဉ်းခံဘရင်နှစ်ပါးဒီဘောဘရင်သည်1886ခုနှစ်ဧပြီလ23ရက်နှစ်9တကြံတွင်မရှိစင်းရဲသားများအားလှူဒန်းရန်အတွက်ကင်းဝံမင်းကြီးထံသို့ရူပီးငွေ920ပေးပို့ခဲ့သည်ထိုအကြောင်းမြန်မာနိုင်ငံကိုသိမ်းပိုက်ထားသည့်အင်္ဂလိပ်အစိုးရကတည်သွားပြီးအိန္ဒိယသို့အကြောင်းကြားကစာရေးကန့်ကွက်သည်မြန်မာပြည်ဟောင်းသည်မိမိစိုးမိုးအုပ်ချုပ်ခဲ့သောနိုင်ငံသို့အလူငွေပေးဖို့လှူဒန်းသည့်အခွင့်အရေးဆုံးရှုံးသွားခဲ့ရသည်ဒီဘောဘရင်နှင့်စုဖျားလက်တို့မှသမီးတော်၄ပါးရှိသည်သမီးတော်အငယ်ဆုံးမွေးဖွားသည့်အခါတွင်တိဘောမင်းကမိသားစုတပ်ပုံရိုက်ခြင်းတွေကိုအစိုးရကခွင့်မပြုဘရင်နှင့်ဘရင်မိသားစုတပ်ပုံများသတင်းစာတစ်စောင်တွင်ပါလာပြီးမြန်မာပြည်သို့ရောက်ခဲ့ရင်ပြည်သူပြည်သားတို့ကဘရင်နှင့်မိဖုရားကိုပြန်လည်တတိယကြအာယုံစိုက်မိကြလိမ့်မည်ဟုထင်မြင်ယူဆကခွင့်မပြုခြင်းပင်ဖြစ်သည်တိဘောဘရင်မှာရန်နာဂီရီတွင်စိတ်ညှိုးငယ်စွာနေခဲ့ရသည်အေချာမြေချဝေးလံသောကြောင်ကြလာသောရန်နာဂီရီတွင်နေပြည်တော်ကိုလွမ်းဆိုရင်းရှီလျောသောနှစ်ကာလများကိုဖြတ်တန်းခဲ့ရသည်ဒီနန်းစည်းစိမ်ကို9နှစ်မြသာခံစားခဲ့ရပြီးနောက်နေချေတို့၏အကျဉ်းသားအဖြစ်ရောက်ရှိချိန်မှစပြီးနှစ်ပေါင်း30လုံးစိတ်တန်ရာပေါင်းများစွာရရှိကနတ်ရွာဆန်ခဲ့ရသည်အင်္ဂလိပ်အစိုးရသည်မြန်မာပြည်တိဘောမင်းတရားအားနန်းမှချပြီးအကျဉ်းသားအဖြစ်ရန်နာဂီရီသို့ပို့ထားတဲ့ကဲ့သို့အိန္ဒိယပြည်ရှင်မကိုဘရင်ဘဟာဒူရှာခေါ်ဆဖာရှာအားအကျဉ်းသားအဖြစ်ရန်ကုန်သို့ပို့ခဲ့သည်အိန္ဒိယ၏နောက်ဆုံးဘုရင်ဖြစ်သောမကိုမင်းဆက်၏နောက်ဆုံးမင်းဖြစ်သောဆဖာရှားကိုဒေလီမြို့တော်ရှိလာကီလာနန်းတော်တွင်1982ခုနှစ်၌ဝေးဖွားခဲ့သည်ခမည်းတော်မှာဒုတိယမြောက်အကဖာရှားဖြစ်သည်ငယ်နာမည်အဘူဆဖာနန်းလျာဘဝတွင်မိုဟာမက်ဆီယာဂျွန်ဒိန်းဟုအမည်ပေးခြင်းခံရသောဆဖာရှားသည်စာပေဝါဒနာရှင်တဦးဖြစ်သည်တက်ရှ်မဟောင်ကြောက်ဖြူတင်ချိုင်းဖြင့်ကဘာကျော်ခဲ့သောမကိုဘရင်ရှားဂျဟန်၏အနွယ်တော်ဖြစ်သည်ဆဖာရှားသည်ဥရဒူအာရဗီဖာရစီစသည့်ဘာသာစာပေများကိုသင်ကြားတက်မြောက်ခဲ့သည်၎င်းသည်ကြပြလင်္ကာများကိုယတမြောက်အောင်ဆက်ဆိုနိုင်သောစာဆိုတဦးဖြစ်သည်တိဘောဘုရင်နှင့်ဆဖာရှားဘုရင်တို့တွင်မတူညီသည့်အချက်တစ်ချက်ရှိသည်ထိုအချက်မှာတိဘောဘုရင်ကအထက်မြန်မာပြည်တွင်အာနာဇက်ပြန့်နှံ့ခဲ့သောဘုရင်တစ်ပါးဖြစ်တော်လဲဆဖာရှားမှာမိမိနန်းတော်အတွင်း၌သောဩဇာအာဏာရှိသောဘုရင်တစ်ပါးဖြစ်ခဲ့ခြင်းပဲ
စဗာရှာနန္ဒတ်တီ1838ခုနှစ်တွင်အင်္ဂလိပ်တို့သည်အိန္ဒိယပြည်အထက်အခြားဒေသများပင်လယ်ကမ်းရိုးတန်းဒေသများကိုသိမ်းပိုက်ထားခဲ့ပြီးအိန္ဒိယတွင်ဩဇာအာဏာလွှမ်းမိုးနေပြီဖြစ်သည်အင်္ဂလိပ်တို့သည်စဖာရှာအားမကိုဘရင်အဖြစ်ဆက်လက်အသိမှတ်ပြုကာတလလင်းငွေ3သိန်းထောက်ပံ့ထားသည်မကိုဘရင်အားနန်းတော်အတွင်း၌စိတ်တိုင်းကျနေခွင့်ပေးထားတော်လဲပြင်ပသို့ပေါ်လာခြင်းမပြုနိုင်အောင်ချုပ်ချယ်ကန့်သတ်ထားသည်မြို့စားနေစားများအားဘရင်နှင့်အဆက်အသွယ်မပြုနိုင်အောင်တားဆီးပိတ်ပင်ထားသည်အင်္ဂလိပ်တို့ကအိန္ဒိယပြည်ရှိမြို့စားနေစားများခေါင်းဆောင်များကိုအချင်းချင်းညီညွတ်မှုကွဲစေရန်ဖန်တီးကသွေးခွဲသည်အိန္ဒိယတွင်အင်္ဂလိပ်လိုလားသူနှင့်မလိုလားသူတို့အစုကွဲကြသည်စင်အင်ကာရောင်ဆာဆလာချန်စာချန်ဘဟာဒူးတို့သည်အင်္ဂလိပ်တို့၏လက်ကင်တုံများဖြစ်ကြပြီးနေချက်စနစ်ကိုမလိုလားသူတို့၏ရန်သူများဖြစ်သည်အင်္ဂလိပ်တို့သည်အိန္ဒိယတွင်သွေးခွဲအုပ်ချုပ်ရေးစနစ်ကိုထူထောင်တဲ့ကဲ့သို့မြန်မာပြည်တွင်လည်းထိုအတိုင်းကျင့်သုံးသည်စီလုံးညီညွတ်မှုပြပြခြင်းကိုအခွင့်အကောင်းယူခဲ့သည်ပြည်တွင်၌ဖြစ်ပျက်နေသည့်အဖြစ်အပျက်ကိုပုံကြီးချဲ့ကာဘရင်အားမကျေနပ်အောင်လှုံ့ဆော်သည်ဒီဘောရင်နဲ့ပတ်သက်ပြီးအင်္ဂလိပ်တို့ကအပြစ်ရှာပုံမကောင်းပြောပုံချို့ယွင်းချက်အားနည်းချက်များကိုပုံကြီးချဲ့ပြီးတိတ်ခါထားပုံတို့ကိုရှေ့အခန်းများတွင်ဖော်ပြခဲ့ပြီးဖြစ်သည်စဖာရှာဘရင်လက်ထက်တွင်အိန္ဒိယပြည်သည်အင်အားချိနေသည်အင်္ဂလိပ်တို့၏တိမ်သွဲစည်းရုံးမှုသွေးခွဲအုပ်ချုပ်မှုများကြောင့်စော်ပွားများနေစားများတို့အဆုစုကွဲနေသည်နေပေအများအပြားမှလည်းအင်္ဂလိပ်တို့၏တိမ်ပိုက်ခြင်းခံနေရက၎င်းတို့အလိုကျအတိုင်းစော်ပွားများအားအုပ်ချုပ်စေသည်ဒီဘောခေတ်တွင်အောက်မြန်မာပြည်တနင်္သာရီရခိုင်တို့ကိုအင်္ဂလိပ်တို့ကသိမ်းပိုက်ထားပုံမျိုးနှင့်တူသည်စာပေကဗျာများရေးသားခြင်းကိုဝါသနာထုံသောဘာသာရေး၌မွေးလျော်သောစပါရှားသည်အိန္ဒိယတွင်ခေါင်းဆောင်မှုမပေးနိုင်ခဲ့တော့လဲအင်္ဂလိပ်တို့ကအန္တရာယ်ရှိသူအဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရသည်ဂျာဇသွေးများကိုခေါင်းဆောင်နေရန်လိုလားသောအိန္ဒိယမျိုးချစ်တော်လှန်ရေးတပ်များကစပါရှားအားအိန္ဒိယနိုင်ငံ၏ဘရင်အဖြစ်ကြီးညာခဲ့သည်အိန္ဒိယမျိုးချစ်တော်လှန်ရေးသမားများမှာထက်မြက်သောခေါင်းဆောင်မရှိခြင်းပြည်တွင်းသစ္စာပေါင်းများ၏နှောက်ယှက်ခြင်းလိုကြောင့်အရေးနှိမ့်ခဲ့ရသည်ထိုအခါအင်္ဂလိပ်တို့ကစဖာရှားအားဘရင်အဖြစ်အတိမတ်ပြုထားသည်ကိုပယ်ဖြတ်ကာဖမ်းဆီးအပြစ်ပေးပြီးမြန်မာပြည်ရန်ကုန်မြို့သို့နင်းနှင်ပို့လွှတ်လိုက်သည်မကိုဘရင်သည်အကျဉ်းဆန်အဖြစ်ရန်ကုန်မြို့သို့ရောက်ရှိလာသည်စဖာရှားသည်အကျဉ်းခံအနှိမ်ခံဘဝတွင်ညှိုးငယ်စွာနေရသည်ရန်နာဂီရီတွင်အထွေအယံများနှင့်နေခဲ့ရသောတီဘောဘရင်နှင့်အခြေအနေချင်းကွာခြားလာသည်ဟုတိမီသူများထံမှကြားသိရသည်စဖာရှားသည်မာရီဖတ်ခေါ်အတွင်းလန်းစဉ်ကိုကြင့်ကြံအားထုတ်သည်ဘာသာရေးသမားဖြစ်သည်ကန်တော်မင်ဘတ်ဂျက်အနီးစီဒါဗဇာရုတ်စဖာရှားလန်းတွင်နေထိုင်ရင်းစဖာရှားဘရင်၏ဘာသာရေးကျမ်းများကိုရေးသားခဲ့သည်သူကွယ်လွန်ပြီးနှစ်အကြာတွင်သူ၏သင်္ချိုင်းကိုသူတော်စင်အုပ်ကိုအဖြစ်မွတ်စလင်ဘာသာဝင်များကပြုပြင်မောမှန်သည်ထိုနေရာတွင်ဖျားဝတ်ပြုရန်ဗလီတစ်ခုကိုဆောက်လုပ်ခဲ့သည်စဖာရှားဘရင်၏မိဖုရားမှာတောင်ငူမြို့တွင်ကွယ်လွန်သွားခဲ့သည်နေချေတို့ကနိုင်ထက်စီးနှင်းနန်းချကမိမိနိုင်ငံနှင့်ဝေးရာသို့ပို့ပြီးအချင်းခံရသောဘရင်နှစ်ပါးသည်စာပေကျမ်းကန်တက်မြောက်သူများဖြစ်ပြီးစိတ်ထားနုညံ့တိမ်မွေးကြပုံချင်းလဲတူညီကြသည်အချင်းခံဘဝတွင်အထွေအယံများစွာနှင့်နေခဲ့ရသောတီဘောဘရင်မှာနေရွာဆန်ပြီး2 နှစ်နှင့်3 လကြာသည့်အထိမြုံနှံတကြိုချင်းမခံခဲ့ရနောက်ဆုံးအင်္ဂလိပ်တို့ကမိဖုရားကြီးစုဘုရားလက်ထံမှအလောင်းတော်ကိုလူယူကာတကြိုချိန်တွင်လည်းတရဏဂုံပဲမတင်လိုက်ရပြီမြန်မာနောက်ဆုံးဘရင်တီဘောမင်း၏အုပ်ကူသည်ရန်နာဂီရီတွင်တိမ်ငယ်စွာရှိနေကြောင်းသိရသည်အချင်းခံဘရင်နှစ်ပါး၏အကျိုးပေးမှာတူလုံးလာသည်ဟုဆိုရမည်သို့သောတီဘောဘရင်အဖို့ဘဝနောက်ဆုံးနေဝင်ချိန်တွင်စိတ်တရားဓာတ်ချက်တွေပြည့်နေပေလိမ့်မည်ဟုတွေးဆ၍ရသည်တရားဓမ္မတွင်မွေးပြောခဲ့သောစဖာရှားဘရင်မှာမူဘဝ၏နောက်ဆုံးအချိန်များတွင်စိတ်တရားဓာတ်ချက်များကိုတရားဓမ္မဖြင့်ဖြေဖြောင်းနိုင်ခဲ့လိမ့်မည်ဟုထင်မှတ်ရပေသည်